လက်ထပ်ပြီးမှချစ်ကြတဲ့ဝတ္ထုတွေကိုကူးပြောင်းလာခဲ့တယ်မင်းသားကကိုနဲ့နာမည်တူနေတော့ကိုမင်းသားအောင်မေးလို့ဒါနဲ့ကိုမချစ်သေးတဲ့မင်းသမီးကိုအပိုင်ဖမ်းဖို့ကြိုးစားခဲ့တာပေါ့ညီမျိုးစုံနဲ့အယုကြည်အရေးခန်းခန်းလိုက်ခဲ့လို့နောက်ဆုံးတော့အကျော်လာလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တယ်သူမရဲ့အိတ်ဆက်ဆက်နဲ့မုံတီးတဲ့အမူအရာတွေကိုလည်းလင်းမယားကြားကစနောက်ကြည့်စင်မှုလိုပဲတတ်မှတ်ခဲ့တာတနေ့မှစနစ်ကကိုစီရောက်လာပြီးပြောပြတဲ့အထိပေါ့မင်းကမင်းသားမဟုတ်ဘူးတာမန်ဆက်ရန်တက်ပဲဇလန်းကမကြခင်မူလလမ်းကြောင်းတိုင်းပြန်ဖြစ်တော့မယ်မင်းသမီးကတကယ်မင်းသားကိုပဲချစ်ရမှာမင်းကတော့အဆုံးပြစ်ခံရလိမ့်မယ်မင်းသမီးနားမှာဆက်နေရင်မင်းမိသားစုပါပျက်စီးလိမ့်မယ်တဲ့အစားကတော့မယုံခဲ့ပါဘူးဒါပေမဲ့သူမအတွက်နှစ်ပတ်လုံးဂရုစိုက်ပေးခဲ့လို့တက်တာနေတဲ့အစာရင်ယောဂကဟိုမင်းသားအတွက်အရက်တောက်ပေးရကနေပြန်ထလာတဲ့အချိန်မှာတော့အဲ့ဒီစက်ကွက်တွေကအမှန်တရားဆိုတာသိလိုက်ရပြီးလွန်ခဲ့တဲ့3လကကိုနဲ့မျိုးရိုးတူနာမည်တူတဲ့တကယ်မင်းသားအစ်စ်မှန်စုလင်ရပေါ်လာတဲ့ကစနစ်ရဲ့အတန်ကကျွန်တော်ခေါင်းထဲမှာအမြဲတစေထွက်ပေါ်နေခဲ့တာလူလူရန်ရဲ့ခင်မုန်းနေရာကနေဖယ်ပေးဖို့ကျွန်တော်ကိုအော်ဟစ်တောင်းဆိုနေခဲ့တယ်ကျွန်တော်ကတော့ထုံးစံအတိုင်းလိလူရှုထားပြီးလူလူရန်နဲ့မင်္ဂလာတက်တန်း3နှစ်ပြည့်ဖျောင်းနိုင်မိညစာအတွက်ပြင်ဆင်နေခဲ့တာကိုကမင်းသားမဟုတ်ရင်တောင်မှဒီလောက်နှစ်တွေအကြာကြီးလူလူရန်ပေါ်ထားတဲ့ကျွန်တော်အချစ်တွေကအတူရောက်မှမဟုတ်တာဒီကဘာလေးကိုစရောက်ချင်းမှာကိုပထမဆုံးတွေ့ခဲ့ရတဲ့လူကလူလူရန်ပဲလေသူမကိုမြင်မြင်ချင်းချစ်မိသွားပြီးအသေးတန်လိုက်ခဲ့တာအစပိုင်းမှာတော့လူလူရန်ကကျွန်တော်ကိုမြင်ရင်မျက်နှာပြတ်တဲ့သူတငယ်ချင်းတွေကလည်းကျွန်တော်ကိုလူပြတ်တယောက်လိုလောင်ပြောင်ကြတယ်ကျွန်တော်ကအတက်နဲ့လဲပြီးကားအစီတန်မိပုံတွေကနေသူမကိုကဲထုတ်ပေးခဲ့တဲ့အချိန်ကျမှပဲသူမမျက်ဝန်းထဲကညှဉ်းဆန်မှုတွေပျောက်ဆုံးသွားပြီးကျွန်တော်ကိုလက်ထပ်ခဲ့တာလက်ထပ်ပြီးနောက်မှလည်းလူလူရန်ကကိုပေါ်အေးဆက်နေတော့မယ်ဒါပေမဲ့လောက်ရက်တွေနဲ့တော့ကိုပေါ်ကောင်းပေးရှာပါတယ်ကျွန်တော်ဖျားလာတဲ့အခါတိုင်းသူမကိုယ်တိုင်ဆန်ပြုတ်ပြုတ်ပေးပြီးရင်းနေစေဖို့ကျွန်တော်နှခမ်းအထိတိုက်ကြွေးတတ်တာကျွန်တော်ခွဲစိတ်မှုလုပ်ပြီးစေယုံတက်ရလို့တတိပြန်ရလာတဲ့အချိန်မှာတော့စေယုံခန်းထဲမှာဘယ်သူမှရှိမနေခဲ့ဘူးအဲ့ဒီအချိန်မှာစနစ်ရဲ့အတန်ကကျွန်တော်ကောင်းတဲ့ထွက်ဝင်လာပြန်တယ်မင်းမအခုဘာလုပ်နေလဲကြည့်ချင်လာတယ်ကျွန်တော်မကြည့်ချင်ပါဘူးဒါပေမဲ့စနစ်ကညှင်းပယ်ခွင့်မပေးဘဲလူလူရန်ရဲ့လက်ရှိမြင်ကွင်းကိုကိုမျက်စိရှိမှချပြလိုက်တယ်ဒီအချိန်မှာတော့စေယုံရေးပေါ်ဌာနရဲ့ခရင်ပေးမှာလူလူရန်ကယောက်ျားတစ်ယောက်ရဲ့ရောက်ကိုင်းနေတဲ့ချစ်ချင်းဝတ်ကိုနှိမ့်နေပေးနေတယ်နေတိုင်းအေးဆက်ပြီးမာနာကြီးလာတဲ့မိမသားကအခုတော့အမှုရာတွေအလွန်နူးညံ့ပြီးစိုးရိမ်ပူပန်မှုတွေပြည့်နေနေတာအဲ့ဒီယောက်ျားကတော့စုလင်ရန်ပေါ့လူလူရန်ရဲ့အချစ်ဆုံးတငယ်ချင်းရဲ့မောင်လေးပြီးတော့ဒီဝတ္ထုတွေကတကယ်မင်းသားစစ်ပေါ်ခဏချင်းပါပဲကျွန်တော်နှလုံးသားတစ်ခုလုံးအနဲ့ထိုးခံရတယ်လို့ဆူရှာစွာနာကျင်လာရတယ်စနစ်ရဲ့အေးဆက်ဆက်အတန်ကလည်းထပ်ထွက်လာပြန်တယ်မြင်မိမလားမင်းသမီးကမင်းသားပေါ်ရင်ခုန်နေပြီးမင်းဘက်ကလက်မလွတ်သေးဘူးဆိုရင်တော့ဇလန်းရမင်းကလမ်းပေးမှာအလောင်းကောက်ရလိမ့်မယ်မင်းရဲ့မိဘတွေလည်းကားတိုင်းမှုနဲ့တရားလိမ့်မယ်မင်းအမလည်းအလောင်းတောင်ရှာရမှာမဟုတ်ဘူးတဲ့ကျွန်တော်လက်တီးကိုချစ်ချစ်ပါအောင်ဆုပ်ထားမိတယ်အယိုးတွေပါနာကျင်လာရတဲ့အထိအားစိုက်ထားမိတာဒီလိုကျိုးဆက်မျိုးကိုကိုတကယ်ပဲတောက်ခံနိုင်ပါမလားကျွန်တော်ဘာမှပြန်မပြောပဲလက်တီးကိုပဲဆုပ်ထားမိတယ်ဒါပေမဲ့စနစ်ကိုတော့ဒူးထောက်ရှုံးမပေးခဲ့ပါဘူးနောက်တနေ့မနေ့ရောက်မှပဲယူယူရန်ပြန်လာခဲ့တယ်အိမ်ထဲဝင်လာတာနဲ့ထုံးစံတိုင်းကုတ်အင်ဂျီကိုချွတ်ပြီးကျွန်တော်ကိုလှမ်းပေးတဲ့သူမရဲ့ပင်ပန်းကျွမ်းနေတဲ့မျက်နှာကိုကြည့်ရင်သူမရဲ့လက်အင်ဂျီနားမှာကော်ဖီကွက်ကြီးပေးချင်နေတာကိုသတိထားမိလိုက်တယ်ကျွန်တော်မျက်မှောင်ချုပ်ပြီးဒါကဘာဖြစ်တာလဲလို့မေးလိုက်တော့ယူယူရန်ကကျွန်တော်အကြည့်အတိုင်းလိုက်ကြည့်ပြီးအေးဆေးဆေးပဲပြန်ဖြေတယ်မနေ့ကချီအန်ကျွန်မကိုကော်ဖီလာချပေးရင်မတော်တဆဖိတ်သွားတာသူလည်းချီတော့မတော်တဆထိခိုက်သွားလို့စေယုံပူပေးခဲ့ရသေးတယ်ယောက်ျားကြီးတမ်းမဲ့တကယ်ကိုအမတ်တမဲ့နိုင်လို့နဲ့ဒါကြောင့်ပဲသူအမကသူ့ကိုကျွန်မစီအထားကနေမှလည်းတိလာတာငါနှစ်လက်ထက်ခဲ့တာ3နှစ်လူလူရန်ကျွန်တော်ကိုစကားတွေအများကြီးပထမဆုံးအချိန်ပြောခုတာပဲဒါပေမဲ့အကြောင်းအရာကတော့တခြားယောက်ျားတစ်ယောက်ဖြစ်နေတယ်စနစ်ကချင်းချောက်တုံးကကျွန်တော်ပြီးမဆိုင်ခဲ့ဘူးမနေ့ကသူမချင်းဆုံမှုပြက်ကွက်တုံးကလည်းကျွန်တော်သူမကိုယုံကြည်ခဲ့တယ်ဒါပေမဲ့အခုလူယူရန်ကစုလင်ရဲ့အကြောင်းပြောနေချိန်သူမမျက်ဝန်းထဲကဖုံးကွယ်မရတဲ့ညဉ့်ညံ့မှုတွေကကျွန်တော်ရဲ့ခံနိုင်ရည်တွေကိုရိုက်ချိုးလိုက်တယ်လို့ပဲကျွန်တော်ကောင်းကုန်ပြီးဘာမှမပြောပဲတိတ်တဆိတ်လက်တီးကိုပဲကြည့်ကြည့်ပါအောင်ဆုပ်ထားမိတယ်အတော်ကြာမှမနေနိုင်တော့ပဲမေးလိုက်မိတယ်လူရန်ကိုစုလင်ရဲ့မင်းသားမှာရှိနေတာကိုမကြိုက်ဘူးသူ့ကိုတခြားနေရာပြောင်းပေးလို့မရဘူးလားလေလူတစ်ခုလုံးခဏလောက်အေးခဲသွားပြီးနောက်ယူယူရန်ကချက်ချင်းပဲကျွန်တော်ကိုညှင်းပယ်လိုက်တယ်မရဘူးသူ့အမကကျွန်မကိုအထူးမှကြားပြီးအပ်ထားတာကျွန်မကတိပေးထားပြီးသားမို့လို့ပြက်ကွက်လို့မရဘူးတဲ့ကျွန်တော်အဲ့ဒီစကားကိုကြားတော့မနေနိုင်ပဲပြောလိုက်မိတယ်ကိုကသူ့ကိုတခြားနေရာရွှေ့ခိုင်းတာလေအလုပ်ဖြုတ်ခိုင်းတာမဟုတ်ဘူးဒါလေးတော့မရဘူးလားယူယူရန်ရဲ့ညနေကချက်ချင်းပဲမှောက်ချသွားပြီးလင်ရက်သူကငါရဲ့လက်ထောက်တစ်ယောက်တက်တက်ပဲမင်းကဒီလောက်တောင်တဝင်းတို့စိတ်ချင်းကြောင်းနေရင်နောင်ကြရင်ကိုကုမ္ပဏီမှာဝန်ထမ်းမျိုးသားတွေလုံးဝအလုံးမခံရတော့ဘူးလားတဲ့ပြောပြရတဲ့သူမရေချိုးခန်းနဲ့တန်းဝင်သွားတော့တယ်ကျွန်တော်ရက်နေတဲ့နေရာမှာတင်သူမရဲ့ကြောပြင်ကိုကြည့်ရင်ရင်ထဲမှာခဲဆွဲထားတယ်လို့မွန်းချက်ပြီးလေးလံနေမိတယ်စိတ်ချင်းကြောင်းနေတဲ့သူမကျွန်တော်ကိုဒီလိုပြောတာဒါပထမဆုံးအချိန်ပဲဒီအချိန်ကျမှကျွန်တော်ရုပ်တရက်သဘောပေါက်လိုက်ရတယ်စနစ်ရဲ့3နားချချင်းချောင်းမှုတွေကိုကြက်ကြက်ခံပြီးယူယူရန်နားမှာနေခဲ့တာတွေကဘလောက်တောင်ရေစရာကောင်းနေလဲဆိုတာကိုပေါ့အတော်ကြာပြီးမှကျွန်တော်တိတ်တဆိတ်နဲ့သူမရဲ့ကုတ်အင်ဂျီကိုရှော့ဖို့ယူသွားခဲ့တယ်ဒါပေမဲ့အင်ဂျီပေါ်ကကော်ဖီကွက်ကြီးကတော့သူ့နှစ်ယောက်ရဲ့အခြေအနေကအမဲဆက်လို့ပဲဘလို့မှရှော့လို့ပြောင်းမှာမဟုတ်တော့ဘူးကျွန်တော်ရဲ့အားရင်တွေရောရဲသွားပြီးဒီအင်ဂျီကိုလွတ်ပြဖို့လုပ်လိုက်တဲ့အချိန်မှာပဲအိတ်ကထဲကနေကတိပါဝူးလေးတစ်ခုကျလာခဲ့တယ်ကျွန်တော်ကောက်ပြီးဖွင့်ကြည့်လိုက်တော့လွန်ခဲ့တဲ့လအနေငယ်ကကျွန်တော်သဘောကျနေခဲ့တဲ့မျိုးသားလက်ပတ်နာကြီးဖြစ်နေတယ်ကျွန်တော်ဆုံးသွားမိတဲ့အချိန်မှာပဲရေချိုးပြီးခါစားယူယူရန်ကကျွန်တော်ကိုနောက်ကနေတိုင်းဖက်လိုက်ပြီးဒါကမင်းအတွက်3နှစ်ပြည့်အမတ်တရလက်ဆောင်လင်ရက်ကျွန်မမမေ့ပါဘူးတဲ့သူမရေချိုးပြီးခါစားမှုလို့ကျွန်တော်နဲ့3နှစ်ကြာတူညီတဲ့စက်ပြန်တန်းလေးတင်းပြတ်နေတယ်လူလူရန်ကကျွန်တော်နှက်ခမ်းကိုခပ်ပေါက်ပါလေးနမ်းလိုက်ပြီးကျွန်မကုမ္ပဏီသွားဦးမယ်ညကြမှာအမတ်တရနေ့ကိုအမိရပြန်ဆင်နွှဲကြဆိုတဲ့ကျွန်တော်နှလုံးသားကထိချုံမရပဲထပ်ပြီးရိမ့်ရိုင်သွားပြန်တယ်ကျွန်တော်ကောင်းကြီးပြပြီးကောင်းပါပြီလို့ပြောလိုက်တယ်ကျွန်တော်သူမအတွက်အင်ဂျီအစ်တစ်ထက်အစားထိုးလဲပေးနေတဲ့အချိန်မှာပဲစုလင်ရန်စီကဖုန်းကသူ့မစီဝင်လာခဲ့တယ်မမယူကျွန်တော်အလုပ်ထွက်ချင်ပါတယ်တဲ့ကျွန်တော်ကသူမနဲ့အရန်နီးတက်နေတာမို့လို့ဖုန်းထဲကအတန်တွေကိုအတိုင်းသားကြနေရတယ်လူလူရန်ရဲ့ခန္ဓာကိုယ်လေးခဏလောက်တောင်းတင်းသွားတာကိုလည်းခန်းစားမိလိုက်တယ်သူမမျက်မှောင်ကျုပ်ပြီးဘာလို့ရုတ်တရက်ကြီးအလုပ်ထွက်ချင်ရတာလဲအဲ့ဒီနောက်ဖုန်းထဲကယောက်ျားလေးရဲ့အတန်တိုးတိုးကကျွန်တော်နားလေးကိုစိတ်ဝင်လာခဲ့တယ်စုလင်ရန်ရဲ့အတန်ထဲမှာအငယ်ရည်တွေပြည့်နေကုမ္ပဏီကလူတွေကကျွန်တော်ကိုအမြောင်လေးလို့ဆဲနေကြတယ်မမနဲ့မမမျိုးသားကြတဲ့ဝင်ရှုပ်တယ်လို့ပြောကြတယ်ဘာလို့ဒီလိုကောလာဟာလာတွေထွက်လာလဲမသိပေမဲ့ကျွန်တော်ဆက်မနေရတော့ဘူးတဲ့လူလူရန်ကစုလင်ရန်ကိုနှစ်သိမ့်ပေးလိုက်တယ်စိတ်ချပါငါမင်းအတွက်ရှင်းပေးပါမယ်တဲ့ဖုန်းချလိုက်ပြီးတာနဲ့သူမကျွန်တော်ကိုအေးဆက်ဆက်အကြည့်တွေနဲ့လှည့်ကြည့်လာတယ်ကျွန်တော်လက်တွေအေးခဲသွားမိတယ်လင်မယားတက်တန်း3နှစ်အတွင်းမှာသူမဘာကိုဆိုလိုချင်လဲဆိုတာကိုချက်ချင်းသဘောပေါက်လိုက်တယ်ကျွန်တော်မယုံနိုင်ပဲမင်းကကိုတန်တရားဝင်နေတာလားယူလူရန်ကမငင်းဆန်ခဲ့ပါဘူးကျွန်တော်ကိုခပ်ဖောက်ဖောက်တွန်းပယ်လိုက်ပြီးအေးဆက်ဆက်မျက်ဝန်းတွေနဲ့ကြည့်ကကျွန်တော်သူ့ကိုနေရာမရွှေ့ပေးလို့ဆိုပြီးမင်းဒီလိုကောလာဟာလာတွေရှောက်ဖြန့်တာတကယ်ကိုလွန်လွန်းနေအခုချက်ချင်းငါနဲ့ကုမ္ပဏီကိုလိုက်ပြီးလင်းရန်ကိုတွားတောင်းပန်ရမယ်တဲ့ဒီစကားတွေကိုကြားလိုက်ရတော့ကျွန်တော်လုံးသားတစ်ခုလုံးအေးဆက်သွားရပြီးမင်းရဲ့စိတ်ထဲမှာငါကဒီလိုလူစားမျိုးလားဒါပေမဲ့ယူလူရန်ကကျွန်တော်ရဲ့ဘာရှင်းပြချက်ကိုမှနားမထောင်တော့ဘူးကျွန်တော်ကပြောဂရုမစိုက်တော့ပဲကုမ္ပဏီစီအတင်းဆွဲခေါ်သွားခဲ့တယ်တလန်းလုံးမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေကကျွန်တော်ကိုကြွယ်ရဝဲရကြည့်နေကြတယ်စုလင်ရန်ကခက်တမ်းမြချောင်းသွားပြီးနောက်ခြေထောက်ကိုတစ်ချက်ချင်းအာယူပြီးကျွန်တော်စီလျှောက်လာခဲ့တယ်ကိုစုကျွန်တော်နဲ့မမရှူကအပြစ်ကင်းပါတယ်မမရှူမင်းညကအိမ်မပြန်တာကျွန်တော်ကိုစိတ်ယုံပူပေးလို့ပါဒါကလည်းကျွန်တော်ခြေထောက်နာသွားလို့ပါတယ်အဲ့ဒါကိုကြားတော့ကျွန်တော်ခက်ခက်ပြုံးပြုံးနဲ့မင်းကလူလူရန်တယောက်တည်းကိုပဲတိတာလားဒီလိုကိစ္စအသေးမွားလေးကိုတော့သူမကိုပဲအကူနေရတာလားသူမကမင်းရဲ့အထက်လူကြီးလေးဝန်ထမ်းတိုင်းကမင်းလိုပဲဒုက္ခပေးနေရင်သူမကုမ္ပဏီမဖွင့်ပဲပရာဟိတတွေဟာပဲဖွင့်လိုက်တော့မပေါ်ပြီးတော့လေမင်းကယောက်ျားကြီးတမ်းမဲ့ဒီလိုကိစ္စလေးကိုတော့ကိုပါကိုမဖြေရှင်းနိုင်ဘူးလားလို့မေးလိုက်တယ်စုလင်ရန်ဆုံသွားပြီးမတိမတာနဲ့လူလူရန်ကိုလှမ်းကြည့်လိုက်တယ်လူလူရန်ကမျက်မှောင်ကျုပ်ပြီးတော်တော့လင်ရန်ကတခြားလူတွေနဲ့မတူဘူးသူ့အမကိုကျွန်မ
ဂရုစိုက်ပေးမယ်လို့ဂရိပေးထားတဲ့သူမကဝယ်ပေးခြင်းနဲ့ဆန္ဒတွေကအတိုင်းအတာပေါ်လွင်နေတာပဲကျွန်တော်သူမရဲ့မျက်နှာကိုကြည့်ရင်ရင်ထဲမှာခါတိမှုတွေပြည့်နေမိတယ်တိလာခဲ့တဲ့9နှစ်အတွင်းမှာဒါဟာတခြားယောက်ျားတစ်ယောက်ကိုသူမပထမဆုံးအချိန်ကဝယ်ပေးတာပဲလူလူရန်ကပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးကြီးကြီးလေးနဲ့တဲ့လေတန်းနဲ့ပြောလိုက်တယ်မင်းတို့လည်းအားလုံးမြင်တဲ့အတိုင်းပဲစုလင်ရန်ကဘာပြစ်မှမလုပ်ထားဘူးနောက်ကျရင်ကုမ္ပဏီထဲမှာဒီလိုချင်းမြင့်မရှိတဲ့ကောလာဟလာတွေထပ်မကြားချင်တော့ဘူးတဲ့ဝန်ထမ်းတွေအားလုံးကောင်းပြီးနားခံလိုက်ကြတယ်ကျွန်တော်လည်းရင်းနှီးစွာနဲ့ပဲရေမောလိုက်မိပါတော့တယ်ငါကောင်ကပြန်လောင်ပြုံးလိုက်မိတယ်ဟုတ်တယ်စုံလင်းရံမှာအပြစ်မရှိဘူးမှားနေတာငါကိုယ်တိုင်ပဲငါနဲ့လူလူရန်ရဲ့ချစ်ချင်းကခိုင်ပါတယ်လို့ကိုထင်ခဲ့မိတာမှားတာပဲပွဲပြီးသွားတော့လူလူရန်ကလူလွတ်ပြီးငါ့ကိုအိမ်ပြန်ပို့ပေးခဲ့တယ်အိတ်ခမ်းထဲရောက်တော့ကတင်ပေးမှထိုင်ပြီးနေနေမိတယ်အကြည့်တွေကစာပွဲပေါ်ကဓာတ်ပုံပေါင်းစီအလိုလိုရောက်သွားခဲ့တယ်အဲ့ဒါမိဘတွေမမတို့နဲ့ရိုက်ထားတဲ့ငါရဲ့မိသားစုဓာတ်ပုံပဲသူတို့နဲ့အတူနေခဲ့ရတာနည်းနည်းပဲရှိသေးပေမဲ့ငါရဲ့တကယ်မိသားစုအရင်လိုတန်ရောစင်တွဲနေခဲ့ပြီးစနစ်ကငါ့ကိုပြခဲ့တဲ့အနာဂတ်အကြောင်းခေါင်းနဲ့ပြန်ပေါ်လာတဲ့ဓာတ်ပုံထဲမှာအမြဲတမ်းစီကံကြည့်ပြီးအပြုံးနှွေးထွေးတဲ့မိမိကလမ်းပေါ်မှာကားတိုက်ခံရပြီးဆုံးပါလိမ့်မယ်ဝစ်စုံပြင်းနဲ့ခံရတဲ့ဖေဖေကအနာဂတ်မှာအဆောက်အုံပေါ်ကပြုတ်ကျသေးရလိမ့်မယ်ပေါ့ပပဝစ်ပြီးတောက်ပစွာပြုံးတက်တဲ့မမကနောက်ဆုံးမှာလမ်းကြားထဲမှာဓာတ်နဲ့ထိုးတက်ခံရလိမ့်မယ်ဒါတွေကိုတွေးမိတိုင်းငါအသက်ရှူရတာကြက်လာပြီးရင်ထဲမှာအဆုံးမဲ့အကြောက်တရားတွေတိုးဝင်လာတယ်ငါသူတို့ကိုမသိပဲကောင်းမွန်တက်ရှိထင်ရှားရှိစေခြင်းနဲ့အဲ့ဒီလိုတေးချင်းဆိုးနဲ့မသေးစေခြင်းဘူးအကြာကြီးတွေတော့ပြီးတဲ့နောက်3လအတွင်းပထမဆုံးအကြိမ်စနစ်ကိုငါဆက်သွယ်လိုက်တယ်စနစ်မင်းငါကိုထွက်သွားစေချင်တာမဟုတ်ဘူးလားမင်းဆန္ဒအတိုင်းငါလုပ်ပေးမယ်ဒါပေမဲ့စီကံတစ်ခုတော့ရှိတယ်ငါရဲ့မူလကဘာကိုငါပြန်ခြင်းနဲ့စနစ်ရဲ့အတန်ကငါအကောင်းထဲမှာချက်ချင်းထွက်ပေါ်လာတယ်ရပါတယ်ဒါပေမဲ့ကဘာကူးဆက်လန်းကြောင်းတိဆောက်ဖို့လောက်ဝက်အချိန်ယူရလိမ့်မယ်အဲ့ဒီအချိန်တွင်မင်းသားနဲ့မင်းသမီးရဲ့အခြေရေးကိုဝင်မနှောက်ယှက်ပါနဲ့ဒါအပြင်အချိန်တန်ရင်အခုကဘာမှာရှိတဲ့မင်းရဲ့ခန္ဓာကိုယ်ကတေဆုံးသွားလိမ့်မယ်ငါသဘောတူလိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီကဘာမှာဆက်နေဖို့မဖြစ်နိုင်တော့ဘူးလေသုံးနှလုံးလုံးချစ်ခဲ့ရတဲ့အမျိုးသမီးနဲ့စုံလင်းရန်တို့ပေါင်းဖက်သွားတာကိုကိုယ်တိုင်မြင်တွေ့ရမယ့်အစားပေါ့စနစ်ရဲ့ချင်းချောက်မှုမရှိတော့ရင်မိဘတွေနဲ့မမတို့လည်းနောက်ပိုင်းမှာအသက်ရာကျော်ရှည်ပါလိမ့်မယ်ငါထွက်သွားပြီးရင်တော့သူတို့ကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးဒီကြံတဲ့အချိန်လေးမှာသူတို့နဲ့အတူတူပိုနေပေးရမယ်ငါဝစ်စားလဲပြီးမိဘတွေအိမ်စီထွက်လာခဲ့တယ်စုံအိမ်တော်ကိုရောက်တော့မိဘတွေကပျော်ပျော်ရွှင်ရွှင်နဲ့ငါအကြိုက်ဆုံးဝက်နံရိုးချိုချင်းကြော်လုပ်ပေးကြတယ်အဲ့ဒီရင်းနှီးလာတဲ့အရာတာကိုစားရင်ငါမျက်ဝန်းတွေပူနွေးလာရတယ်စုံမေမေကရိပ်မိသွားပြီးတူကိုချကစိုးရိမ်စိတ်နဲ့ကြည်လာတယ်လင်းရန်သားဘာဖြစ်လို့လဲဒီနေ့လူလူရန်နဲ့ရန်ဖြစ်လာကြလို့လားငါစိတ်ကိုချက်ချင်းထိမ့်လိုက်ပြီးပြုံးရက်ခေါင်းခါလိုက်တယ်မဟုတ်ပါဘူးမေမေသားမေမေတို့ကိုတတိယလုံးလို့ပါစုံမေမေစိတ်အေးသွားပြီးပြုံးကပြောတယ်ဒီကလေးကတော့တတိယရင်ခဏပြန်လာကြည့်ပေါ့ငါကောင်းကိုလေးလေးနက်နက်ညှိလိုက်ပြီးသူတို့ရဲ့မျက်နှာတွေကိုရင်ထဲမှာဆွဲထင်အောင်မှတ်ထားလိုက်တယ်စုံအိမ်မှာညနေအထိနေခဲ့တယ်လူလူရန်ကငါ့ကိုလာကြိုတဲ့အိမ်ပြန်လမ်းမှာငါအရင်လိုလူလူရန်ကိုကပ်ပြီးစကားမပြောဖြစ်တော့ဘူးကားထဲမှာထူးဆန်းစွာတိတ်ဆိတ်သွားခဲ့တယ်လူလူရန်ကငါ့ကိုအကဲခတ်ကြည့်ရင်မနက်ကကိစ္စကြောင့်စိတ်ဆိုးနေတော့မဲလားလို့မေးတယ်ငါကောင်းခါပြလိုက်တယ်မဟုတ်ပါဘူးလူလူရန်ကခဏရက်ပြီးတကယ်တော့မင်းကိုပြောချင်တဲ့ကိစ္စတစ်ခုရှိသေးတယ်လင်းရန်ကဒီနေ့သူမပါဆက်ကစုံလင်းရန်အကြောင်းစပြောတာနဲ့တင်ငါဆက်မကြားချင်တော့ဘူးငါသူမစကားကိုဖျက်ပြောလိုက်တယ်ငါပင်ပန်းနေပြီးအိမ်ရောက်မှပြောရအောင်ငါခေါင်းကိုထိုင်ကုန်မိမှမိပြီးမျက်လုံးမိတ်အိတ်ချင်အောင်ဆောင်နေလိုက်တယ်တလန်းလုံးတိတ်ဆိတ်လျက်ကားပေါ်ကဆင်းတဲ့အထိပဲတကားဖွင့်ဝင်လိုက်တာနဲ့အခန်းဆိုဖာပေါ်မှာစုံလင်းရန်ထိုင်နေတာကိုတွေ့လိုက်ရတယ်သူဝတ်ထားတာကလူလူရန်ကအတွက်ဝယ်ပေးထားတဲ့ရေချိုးဝတ်စုံပဲလူလူရန်ကငါနောက်ကနေဝင်လာပြီးကားပေါ်မှာပြောချင်တဲ့ကိစ္စဆိုတာဒီကိစ္စပါပဲလို့ပြောလိုက်တယ်တကားဝမှာရက်နေတဲ့ငါရဲ့ဘောင်းမီအိတ်ထဲကလက်တွေတင်းဆုပ်ထားမိလျက်သားဖြစ်သွားတယ်စုံလင်းရန်ကစိတ်မကောင်းတဲ့ရုပ်ဖမ်းပြီးအရေးတကြီးရှင်းပြတယ်လင်းရန်ကိုအထင်မလွဲပါနဲ့အိမ်မှာကျွန်တော်ပေါ်ဆလို့မီးလောင်သွားပြီးတေးစရာမရှိတော့လို့ပါယူရန်မမကမမရဲ့မျက်နှာကိုထောက်ပြီးခဏလဲခွင့်ပေးတာပါအဝတ်တွေလည်းမီးထဲပါသွားလို့ပါကိုစိတ်နှောက်ယှက်ဖြစ်စေမှန်းသိပါတယ်ကိုအဝတ်တွေကိုမဝေ့ရဲလို့ပါဒီရေချိုးဝတ်စုံကိုမမကကိုမဝေ့ရသေးဘူးဆိုလို့သူအများကြီးရှေဝေးရှင်းပြနေပေမဲ့နောက်ပိုင်းစကားတန်တွေတိုးဝင်သွားခဲ့တယ်ငါမျက်နှာထားကြောင်းသူကြောက်သွားပုံရတယ်ယူရန်ကငါမျက်နှာမကောင်းတာမြင်တော့လက်ကိုဆွဲပြီးထမင်းစပွဲစီခေါ်သွားတယ်လင်းရန်ကငါတို့အတွက်ထမင်းတွေတမင်ချက်ပေးထားတာသူမစကားမဆုံးသေးခင်မှာပဲရက်သွားခဲ့တယ်ဘာလို့လဲဆိုတော့တူတူခါခါဖြစ်နေတဲ့ဟင်းတွေကိုငါတို့နှစ်ယောက်စလုံးမြင်လိုက်ရလို့ပဲငါနှုတ်ခမ်းကိုမဲလိုက်မိတယ်ဒေါသထွက်လွန်လို့ရဲချင်းစိတ်ပင်ပေါက်သွားရတယ်စုံလင်းရန်ကအာနာတလူကောင်းကုတ်ရင်ဟင်းချက်ပေးခြင်းပေမဲ့ငါတိတ်ညက်လို့ပါလို့ပြောတယ်ငါအသက်ကိုပြင်းပြင်းရှူပြီးစကားပြောမလို့လှုပ်တုံးမှာပဲလူရန်ကငါအစားအရင်ဝင်ပြောလိုက်တယ်ရပါတယ်လင်းရန်ကစိတ်ထဲထားမှာမဟုတ်ပါဘူးအဲ့ဒီချိန်မှာငါဘာမှမပြောချင်တော့ဘူးစကားတခုမှမဆိုပဲအိတ်ခမ်းနဲ့ပြန်ဝင်ခဲ့တယ်နောက်ကနေလူရန်လိုက်ဝင်လာပြီးတကားပိတ်လိုက်တယ်မင်းစုံလင်းရန်အပေါ်အထင်လွဲနေတာပါပေါင်းကြည့်ရင်သိမှာပါသူကစိတ်ရိုးရှိပြီးချစ်ဖို့ကောင်းပါတယ်အခုသူဒီမှာလာနေတာမင်းလဲသူ့ကိုပိုတိသွားတာပေါ့ငါရင်ထဲမှာဒေါသတွေနဲ့မွန်းကျက်လာရတယ်ရေးစရာကောင်းလိုက်တာငါစနီးကငါရှိမှတခြားယောက်ျားကိုချစ်ဖို့ကောင်းတယ်လို့ပြောနေတယ်လေငါကတော့စနစ်ရဲ့ထိန်းချုပ်မှုအောက်မှာအတုံးမကျသူလိုဟန်ဆောင်နေရတာတစ်ချိန်ကအရင်နှီးဆုံးဖြစ်ခဲ့တဲ့လူရန်ရဲ့မျက်နှာကိုစိုက်ကြည့်ရင်ငါဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ငါအသက်ပြင်းပြင်းရှူပြီးလူရန်ငါတို့ကွာရှင်းကြရအောင်လို့ပြောလိုက်တယ်အဲ့ဒီစကားကြတော့လူရန်ရဲ့မျက်နှာချက်ချင်းအေးဆက်သွားခဲ့တယ်စုံလင်းရန်မင်းပါတဘောလဲငါတည်ငြိမ်စွာနဲ့ပဲပြန်ကြည့်လိုက်တယ်ဖောက်ပြန်နိုင်ခြေရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့အိမ်တော်ရေးကိုဆက်မသွားချင်တော့ဘူးငါတေလုံပြီးရင်တောင်ကကူပေးမှန်မှလူရန်ရဲ့ခင်ပွန်းဆိုတဲ့စာတန်းကိုမထုစစ်ချင်ဘူးလူရန်ရဲ့မျက်ဝန်းထဲမှာနားမလည်နိုင်မှုတွေပြည့်နေနေတယ်ငါနဲ့စုံလင်းရန်ကြားမှာဘာနဲ့ကြုံမှုမှမရှိပါဘူးမင်းပါတွေရှောက်ပြောနေတာလဲငါတတော်ပြုံးလိုက်မိတယ်တခြားယောက်ျားထိလိုက်တာနဲ့အကြီးကိုလွင့်ပစ်ခဲ့တဲ့မင်းကစုံလင်းရန်ကြတော့ကော်ဖီနဲ့လောင်းချတာကိုလက်ခံတယ်သူ့ကိုအကူအညီပေးတဲ့ခြေထောက်ကိုတောင်နှိပ်ပေးခဲ့တယ်မဟုတ်လားလူရန်မင်းကိုမင်းအပြစ်ကင်းတယ်လို့တကယ်ပြောရဲလားလူရန်တိတ်ဆိတ်သွားခဲ့တယ်အပြင်ကနေစုံလင်းရန်ခေါ်တန်ကြားလိုက်ရတဲ့ယူရန်မမလားကူပါဦးသူမရဲ့မျက်ဝန်းတွေတုံးလို့သွားပြီးငါ့ကိုစိုက်ကြည့်ပေမဲ့ဘာမှမရှင်းပြခဲ့ဘူး
နောက်ဆုံးမှသူမကအိမ်အောင်ရေးဆိုတာကလေးကစားစရာမဟုတ်ဘူးစုံလင်းရန်တာဝန်မဲ့မနေပါနဲ့လို့ပဲပြောခဲ့တယ်ဒီညငါစာဖတ်ခန်းမှာအိမ်မဲ့မင်းစိတ်အေးအေးထားပြီးတေချာစဉ်းစားပါနောက်တစ်ချိန်ဒီလိုစကားမျိုးထပ်မကြားချင်ဘူးနောက်တစ်စက္ကန့်မှာပဲအိတ်ခမ်းတကားဝုန်းကနေပိတ်သွားခဲ့တယ်ငါပိတ်သွားတဲ့တကားကိုကြည့်ပြီးခါးသီးစွာပြုံးလိုက်မိတယ်အပြင်မှာသူနဲ့စုံလင်းရန်စကားပြောနေတဲ့တွေကြားနေရပေမဲ့ငါမကြားချင်တော့ဘူးငါကတင်ပုံမှာပြစ်လဲလိုက်တယ်ရင်ဘက်တစ်ခုလုံးနာကျင်လွန်းလို့ဘလို့အိပ်ပျော်သွားမှန်းပင်မသိတော့ဘူးနောက်တနေ့နိုးလာတော့လူရူရန်နဲ့စုံလင်းရန်တို့အလုပ်သွားကြပြီးစနစ်ကငါ့ကိုပို့ပြီးနာကျင်စေခြင်းပုံပဲမနက်ကသူတို့ထွက်သွားတဲ့ပုံရိပ်တွေကိုငါရှိမှပြန်ပြနေတယ်လူရူရန်စာဖတ်ခန်းကထွက်လာတော့စုံလင်းရန်ကမနက်စာပြင်ပေးထားတာကိုတွေ့လိုက်ရတယ်။ဤကြကွေးမုံလိမ့်နဲ့ပေါက်စီတွေကိုကြည့်ပြီးငါရင်နဲ့လေးလံသွားရတယ်။လူရူရန်အစာအိမ်မကောင်းလို့အစီများတဲ့မနက်စာတွေငါဘယ်တော့မှမပြင်ပေးခဲ့ဘူး။ဒါပေမဲ့စုံလင်းရန်ပြင်ပေးတာကြတော့သူမစားလိုက်တာပဲ။ငါရင်ထဲမှာဝမ်းနဲ့စိတ်တွေပြည့်နှက်သွားရတယ်။စနစ်ကတော့ငါခံစားချက်ကိုဂယုမဆိုင်ပဲပုံရိပ်တွေကိုဆက်ပြနေတယ်။လူရူရန်မနက်စာစားနေတော့စုံလင်းရန်ကငါဒီမှာလာနေလို့လင်းရန်ကိုမကျေနပ်တာလားအိမ်ပြန်ရှာရမလားလို့မေးတယ်။လူရူရန်ကခေါင်းခါပြီးရပါတယ်။စိတ်အေးထားပါငါစောင့်ရှောက်မယ်လို့ကတိပေးထားတာပဲလို့ပြောလိုက်တယ်စုံလင်းရန်ကပြုံးပြလိုက်ပြီးဟုတ်ကဲ့ပါလူဆုံးလို့ပြန်ဖြေတယ်မနက်စာစားပြီးတော့နှစ်ယောက်စလုံးအတူတူထွက်သွားကြတယ်ကားပေါ်တက်တော့စုံလင်းရန်ကဘေးထိုင်ကုန်မှာထိုင်ဖို့တွတ်ဆုံနေတယ်ဒီနေရာကလင်းရန်ကိုနေရာမဟုတ်ဘူးလားသူသိရင်စိတ်ဆိုးနေအောင်မယ်လူရူရန်ကဘေးတကားကိုဖွင့်ပေးလိုက်ပြီးတက်ပါတက်တောင့်တက်တာထိုင်မှာသူ့ကိုမသိစေရပါဘူးလို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့ငါရဲ့ကိုပိုင်နေရာလေးကိုတခြားသူရောက်သွားတာကိုမကြည့်ချင်ပဲကြည့်နေခဲ့ရတယ်ငါရင်ထဲမှာမွန်းကျက်လွန်းလို့မျက်လုံးမိတ်ပြီးစနစ်ကိုပြောလိုက်တယ်ငါဆက်မကြည့်ချင်တော့ဘူးစနစ်ကပုံရိပ်တွေကိုပိတ်လိုက်ပြီးလက်ခံလိုက်ပါမင်းသမီးနဲ့နှစ်ပေါင်းများစွာနေခဲ့ရင်တော့မင်းသားအစ်ကိုမရှင်နိုင်ပါဘူးလို့ပြောတယ်စနစ်ရဲ့စကားတွေကငါရင်ကိုဓာတ်နဲ့ထိုးဆွားလိုက်တယ်လို့ပါပဲဆွန့်လွတ်လိုက်ပါတော့မင်းသမီးနဲ့နှစ်အတော်ကြာအတူရှိခဲ့ရင်ရောဘာဖြစ်လဲနောက်ဆုံးတော့မင်းသမီးကအစ်စ်မှန်မင်းသားနဲ့ပဲအိမ်ထောင်ပြုမှာပါစနစ်ရဲ့စကားတွေကထက်ရှားတဲ့ဓာတ်တလက်လိုပါပဲငါရဲ့နှလုံးသားကိုထိုးဆိုင်လိုက်တယ်လို့မျိုးတကူလုံးတုံရင်သွားရတယ်ရင်ထဲမှာမိတောက်တစ်ခုလောင်မြိုက်နေတယ်လို့ပါပဲနာကျင်ရတယ်လို့ဒေါသလည်းထွက်မိတယ်ဒါပေမဲ့ငါဘာမှမလုပ်နိုင်ခဲ့ဘူးငါထမင်းစားခန်းထဲကိုထွက်လာခဲ့တယ်စပွဲပေါ်မှာတော့သူတို့မသိရသေးတဲ့အစားအစာအကျွင်းကြံတွေရှိနေတော့မယ်စပွဲပေါ်ပြန့်ကျဲနေတဲ့စားတောက်ခွေရအစာအနာတွေကဒီနှစ်တွေမှာငါသူတို့အတွက်လုပ်ပေးခဲ့တာတွေကိုလောင်ပြုံးပြုံးနေတယ်လို့ပါပဲဒီလိုနဲ့အယောဂီကဖုံးဆက်လာခဲ့တယ်ဒီနေ့မိသားစုစပွဲရှိတာမမေ့နဲ့တော့လူရန်ကစောစောအိမ်ပြန်ရောက်နေပြီလို့ပြောလာတယ်ဒီတော့မှငါတတိယသွားတယ်ဒီနေ့ကတော့ကြနေပဲလီမီသားစုရဲ့ပုံမှန်မိသားစုစပွဲကျင်းပတဲ့နေ့ပေါ်ငါလည်းဟုတ်ကဲ့လို့ပဲပြန်ဖြေလိုက်တယ်ညနေ9နာရီကျော်မှာလူရန်ကစုံလင်းရန်ကိုခေါ်ပြီးအိမ်ပြန်ရောက်လာတဲ့ငါကမိသားစုစပွဲအကြောင်းတတိပေးမလို့လုပ်နေတော့လူရန်ကငါထက်ဦးအောင်စကားဆက်လာတယ်ခဏနေရင်စုံလင်းရန်လဲငါတို့နဲ့အတူမိသားစုစပွဲကိုလိုက်စားမယ်တဲ့ငါအံ့အားသင့်သွားရတယ်သူကဘာလို့ငါတို့နဲ့လိုက်ရမှာလဲလူရန်ကရှင်းပြတယ်လွန်ခဲ့တဲ့3နှစ်ကအဖွားရင်ကျက်ယောဂထားပြီးကွယ်လွန်မလို့ဖြစ်ခဲ့တာကိုဒီနေ့မှသူသိရတာလေအဲ့ဒီတုန်းကစုံလင်းရန်ကကဲတင်ပေးခဲ့တာမို့အဖွားကစုံလင်းရန်ကိုဧည့်ခံဖို့အထူးခေါ်ခိုင်းလိုက်တာပါတယ်ငါတိတ်ဆိတ်သွားမိတယ်ဒါကမင်းသားနဲ့မင်းသမီးတို့ရဲ့ရေးဆက်ဆိုတာပဲလားဒီလိုတိုက်ဆိုင်မှုမျိုးတောင်စုံစည်းနိုင်ကြတာပဲငါဘာမှဆက်မပြောတော့ပါဘူးနိုင်ဝက်ကြာမှာငါတို့လီမီသားစုရဲ့အိမ်ဟောင်းကိုရောက်လာကြတယ်တကားဝါရောက်တာနဲ့အဖွားဦးဆောင်တဲ့လီမီသားစုဝင်တွေကချင်းချင်းတဲ့ကြိုဆိုကြတယ်ဒါပေမဲ့သူတို့ရဲ့နှွေးထွေးမှုတွေကစုံလင်းရန်စီကိုပဲဥတည်နေခဲ့တာပါလိမ္မာလိုက်တဲ့ကလေးနောက်ဆုံးတော့ရှာတွေ့ပြီပေါ့တရားဝင်တမတ်ဖြစ်တဲ့ငါကတော့လုံးဝအဖက်လုံးမခံခဲ့ရဘူးဒီနေ့ထမင်းဆက်ပွဲမှာအဖွားနဲ့ရောက်ခမတွေကစုံလင်းရန်နဲ့ပျော်ပျော်ပါပါစကားပြောနေကြတယ်နောက်ဆုံးတော့လူရန်ရဲ့အကြည့်တွေတောင်စုံလင်းရန်စီမကြာခဏရက်တက်နေခဲ့တယ်ငါတူကိုကင်ထားရင်ရင်ထဲမှာတဖြည်းဖြည်းအောက်ဆုံးထိစိတ်တက်ကြသွားရတယ်ဒါကမင်းသားရဲ့ဆွဲဆောင်မှုဆိုတာပဲလားလူတိုင်းကသူ့စီဆွဲဆောင်ခံရပြီးကြိုက်နှစ်တက်ကြတယ်ငါလူရန်နဲ့လက်ထပ်ထားတာ3နှစ်ရှိပြီဒီအိမ်ဟောင်းမှာဒီလိုရေမောတန်တွေကိုတခါမှမကြုံဘူးခဲ့ဘူးလူရန်ရဲ့မိသားစုပတ်ဝန်းကျင်ကအမြဲစည်းကမ်းကြီးပြီးအေးဆက်တယ်လို့ငါထင်ခဲ့တာဒါကြောင့်လာတိုင်းမှာအမြဲတတိထားပြီးနေခဲ့ရတယ်ငါအမတစ်ခုခုလုံးမိလို့လူရန်ရဲ့မိသားစုစိတ်မချမ်းသာဖြစ်မှာစိုးလို့ပါဒါပေမဲ့အခုမှငါသိလိုက်ရတယ်သူတို့လည်းဒီလိုနှွေးထွေးပြူငါစွာနေတတ်တာပဲကိုစုံလင်းရန်ကတခါပဲစုံဘူးတဲ့အခွင့်အရေးနဲ့ငါရဲ့3နှစ်တာစေတနာတွေကိုအပြီးတိုင်ရိုက်ချိုးလိုက်တာပဲရင်ထဲမှာခါတိမှုတွေပြည့်ရှံလာခဲ့တယ်ဒီစနစ်ပြောတာမှန်ချင်မှန်လိမ့်မယ်မင်းသားနဲ့မင်းသမီးသားမှအလိုက်ဖက်ဆုံးပါငါလည်းစိတ်မပါပဲအသားတုံးကိုယူစားလိုက်တယ်နောက်တစ်စက္ကန့်မှာပဲပြုတ်အန်ဂျင်စိတ်တွေလှိုင်းထလာတဲ့ငါမထိန်နိုင်ပဲအန်ဂျင်စိတ်ဖြစ်ပေါ်လာခဲ့ရတယ်အဲ့ဒီအချိန်မှာပဲယူရီယန်ကရုတ်တရက်အန်ဂျင်တန်ထွက်လာပြီးပါဇက်ကိုပိတ်လို့တန့်စင်ကန်းစီအမြန်ပြေးသွားခဲ့တယ်သူအန်ပြီးထွက်လာတော့လူတိုင်းရဲ့အကြည့်တွေကငါတို့နှစ်ယောက်စီရောက်လာကြတယ်ရောက်ခမကစတင်မေးမြန်းလာတယ်လင်းရန်လူရန်ရဲ့ဒီလိုတုတ်ပြန်မှုကကိုဝင်ရှိနေတာတော့မဟုတ်ပါဘူးတော့တဲ့ငါရင်ထဲထိတ်ခနဲ့ဖြစ်သွားရတယ်ဒီတော့မှတတိယသွားတယ်လူရန်ရဲ့ဒီလရာသီလာရက်က8ရက်9ရက်မကနောက်ကျနေတာပဲသူခင်မုန်းဖြစ်တဲ့ငါကသူ့ရဲ့ရာသီဆက်ဝန်းကိုအမြဲတည်းကြတီးခဲ့တာပါတီတစ်ချိန်မှာတော့တော်တော်လေးနောက်ကျနေခဲ့ပြီဒါပေမဲ့ငါရင်ထဲမှာပျော်ရွှင်မှုမဟုတ်ပဲဘာလို့ရမှန်းမသိတဲ့ထိတ်လန့်တုန်လှုပ်မှုတွေပဲစိုးမိုးသွားတယ်ကဲ၍ကလေးသားတကယ်ရှိနေရင်ထွက်ခွာဖို့ပြင်ဆင်နေတဲ့ငါဘာဆက်လုပ်ရမလဲငါစဉ်းစားချိန်မရလိုက်ခင်မှာပဲလီမီသားစုဝင်တွေကချက်ချင်းလှုပ်ရှားကြတယ်လူတစုလုံးလူရူရန်ကိုခေါ်ပြီးဆေးရုံစီထွက်လာခဲ့ကြတယ်စစ်ဆေးပြီးတဲ့နောက်ဆရာဝန်ကစစ်ဆေးချက်စာရွက်ကိုကြည့်ပြီးငါတို့လူတစုကိုကြည့်ကလူရူရန်မှာကိုဝင်မရှိကြောင်းရာသီဆက်ဝန်းမမှန်တာပဲဖြစ်ကြောင်းအသိပေးလိုက်တယ်ဒါကိုကြားတော့လူရူရန်ကမျက်လွှာချလိုက်ပြီးမျက်နှာပြတ်သွားခဲ့တယ်လီမီသားစုလူကြီးတွေကလည်းစိတ်ပြတ်သွားကြတယ်ရောက်ခမကငါ့ကိုတစ်ချက်ကြည့်ပြီးအလာကဝမ်းတာလိုက်ရတာလက်ထက်တာဒီလောက်ကြာပြီးယူရန်ရဲ့ဘိုက်ကဘာမှမလှုပ်ရှားသေးဘူးအချို့လူတွေကတော့အတုံးမကျလိုက်တာလို့ရွှေ့ပြောတယ်အဖွားကလည်းငါ့ကိုပြစ်တင်ပြောဆိုတယ်တမိသားစုလုံးကိုအလုရှုပ်အောင်လုပ်တယ်ငါဘာမှပြန်မပြောပဲခေါင်းငုံပြီးလူရန်ရဲ့ဘိုက်ကိုပဲကြည့်နေမိတယ်တပြင်းချနိုင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့ရင်ထဲမှာပထမဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်က
ဟာရာဖြစ်သွားတာပါငါကလေးကိုမျှော်လင့်နေခဲ့မိတာပဲအဲ့ဒီအချိန်မှာပဲစနစ်ရဲ့အတန်ကငါနားထဲထွက်ပေါ်လာခဲ့တယ်စနစ်ပိုင်ရှင်မင်းကဒီကဘာကလူမဟုတ်ဘူးမင်းသမီးနဲ့ကလေးရဖို့မဖြစ်နိုင်ဘူးတဲ့ငါနိုင်သွားမိတယ်ဒီတော့မှငါသဘောပေါက်လိုက်တာပါဘာလို့ငါနဲ့လူရန်တုံးနှလုံးကလေးမရခဲ့တာလဲဆိုတာငါကမင်းသားမဟုတ်လို့ပါပဲဟုတ်တာပေါ့မင်းသားနဲ့မင်းသမီးရဲ့ပေါင်းဖက်မှုမှတာယာတဲ့ရလက်ရှိမှာပါမင်းသားနဲ့နာမည်တူတဲ့ဇက်ပိုငါကတော့လူရန်နဲ့အချစ်ရှိဖို့ဘယ်လိုလုပ်မျှော်လင့်ဝင်မှာလဲဒီပြဆက်ကြီးပြီးဆုံးသွားပြီးနောက်ငါနဲ့လူရန်စုံလင်းရန်တို့အိမ်ကိုအတူပြန်လာခဲ့ကြတယ်အိမ်ရောက်တော့ငါပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်မိတယ်တရက်ထဲနဲ့တင်အိမ်မှာစုံလင်းရန်ဝယ်ထားတဲ့ပစ္စည်းအသစ်တွေပြည့်နေခဲ့ပြီးဒီပစ္စည်းတွေကိုကြည့်ရင်ငါရင်ထဲစုံနေလာရတယ်သူတို့တွေကငါ့ကိုဒီမှာမလိုတော့ဘူးလို့သတိပေးနေတယ်လို့ပါပဲငါဖက်နဲ့လဲပြီးမောကြည့်လိုက်တော့စုံလင်းရန်ကလူရန်ရဲ့အိမ်နဲ့အင်ကြီးကိုတဘာဝကြကြလှမ်းယူပြီးချိတ်ပေးနေတာတွေ့လိုက်ရတယ်သူ့ရဲ့တဘာဝကြကြလှုပ်ရှားမှုတွေကသူကပဲလူရန်ရဲ့ခင်မိုးလို့ပါပဲငါအခန်းဝမှာကြောက်အံ့သွားမိတုံးစုံလင်းရန်ကတတိယသွားတယ်လို့မျိုးတောင်းပန်ပါတယ်လင်းရန်ကိုကုမ္ပဏီမှာကျင့်ဝတ်ဖြစ်နေလို့ပါလို့တောင်းပန်လာတယ်ငါစကားမပြောရသေးခင်မှာပဲလူရန်ကငါသူ့ကိုအကြက်ရိုက်အောင်လုပ်မှဆိုလို့စုံလင်းရန်ကိုကြည့်ပြီးရပါတယ်အခန်းထဲတွားလာလိုက်ပါလို့ဆိုတယ်စုံလင်းရန်ထွက်သွားတော့အခန်းမှာငါနဲ့လူရန်ပဲကြံခဲ့တယ်လူရန်ကငါလက်ကိုဆွဲပြီးဆိုဖာမှာထိုင်ခိုင်းကာမီမီနဲ့အဖွားပြောတာတွေကိုစိတ်ထဲမထားပါနဲ့ကလေးဆိုတာနောက်မှရလဲရပါတယ်လို့ချုံမော့ရှာတယ်ငါလက်ကိုရုပ်လိုက်ပြီးရင်ထဲကနေကလေးဆိုတာနောက်ပဲတော့မှရတော့မှမဟုတ်ဘူးငါနဲ့မင်းမှလည်းအနာဂတ်ဆိုတာမရှိတော့ဘူးလို့ပြန်ဖြေလိုက်တယ်ငါသူ့ကိုတိတ်ဆိတ်စွာကြည့်ရင်မနှက်ဖြန်မင်းအချိန်အားလာလို့မေးလိုက်တယ်လူရန်ကမဆိုင်မတော့အားပါတယ်ရက်ချင်းတွေကိုဖျက်လိုက်မယ်မင်းသွားခြင်းနဲ့စီငါလိုက်ပြမယ်လို့ပြောတယ်ငါကတော့တဲ့ပဲဒါဆိုငါတို့တရားရုံးမှာကွာရှင်းကြရအောင်လို့ပြောလိုက်တယ်လူရန်ရဲ့မျက်နှာချက်ချင်းတင်းမာသွားပြီးစုံလင်းရန်ငါအင်ကြီးကူချိတ်ပေးတာလေးနဲ့မင်းဒီလောက်တည်ငြိမ်နေတာငါနဲ့လမ်းခွဲခြင်းလို့ကိုလို့အပြစ်တင်တယ်လို့ပြောလာတယ်ပြီးတော့စိတ်မရှိတဲ့ပုံစံနဲ့ကောင်းပြီးစုံလင်းရန်ဒီမှာနေတာကိုမင်းမကြိုက်ရင်သူ့ကိုပြောင်းခိုင်းလိုက်မယ်အိမ်အစ်ရှာပေးလိုက်မယ်လို့ခင်းချင်းပြောဆိုတယ်ဒီစကားပြောပြီးစာကြည့်ခန်းထဲဝင်သွားခဲ့တယ်ငါလည်းကြောင်အံ့စွာရက်နေမိပြီးမှန်တဲ့ကငါရဲ့ဖြူဖြောနေတဲ့မျက်နှာကိုကြည့်ကစနစ်ကိုမေးလိုက်တယ်တစ်ဆယ်ရက်ပြည့်လို့ငါထွက်သွားတဲ့အခါလူရန်ရှိမှာငါခန္ဓာကိုယ်တေဆုံးခွင့်ရနိုင်မလားတဲ့စနစ်ကမငင်းမဲရပါတယ်လို့ပြန်ဖြေတယ်ငါဘာမှဆက်မပြောတော့ပဲရေချိုးပြီးအိပ်ရဝင်ခဲ့တယ်တကောင်ရံမှာလူရန်ကဘေးမှာလာအိတ်တာခံစားလိုက်ရတယ်သူနောက်ကနေငါခါကိုဖတ်ထားရင်းအနက်ဆိုင်ဆုံးတက်ပြင်းချတာလင်းရန်ကနဲ့သူကြားဘာမှမရှိဘူးဆိုတာမင်းဘလို့လုံးမယုံမလဲလို့တိုးတိုးလေးမေးလာတယ်ငါတို့ဆိုင်သွားပေမဲ့မကြားချင်အောင်ဆောင်ပြီးဆက်အိတ်နေခဲ့တယ်ငါမထင်မှတ်ထားတာကနောက်တနေ့မှလူရန်ကစုံလင်းရန်ကိုတကယ်ပြောင်းခိုင်းလိုက်တာပါပဲနောက်ရက်တွေမှာယူရန်ရဲ့ဂယူးဆိုင်မှုကြောင့်ငါတို့ဆက်ဆံရေးဟာစုံလင်းရန်မရောက်ခင်အချိန်လိုပြန်ဖြစ်သွားတယ်လို့ပဲဒါပေမဲ့ငါတို့ကြားမှာတိတ်ဆိတ်မှုတွေပဲကြီးစိုးနေခဲ့တယ်မထွက်ခွာမီ3ရက်အလိုည9နာရီမှာငါစားကြည့်ခန်းထဲမှာတေတန်းစာနှစ်ဆောင်ရေးခဲ့တယ်တစ်ဆောင်ကစုံမိသားစုအတွက်တစ်ဆောင်ကလူရန်အတွက်ပါစာအိတ်ထဲစာထည့်ပြီးတာနဲ့တကားပဲအတန်ထွက်ပေါ်လာခဲ့တယ်တကားဖွင့်လိုက်တော့လူရန်နဲ့စုံလင်းရန်တို့ပူပူကက်ကက်ရေးချိန်လိုနေတာကိုမြင်လိုက်ရတဲ့မူရစ်နေတဲ့လူရန်ကစုံလင်းရန်ရဲ့လေဘင်းမှာကောင်းမိထားရင်လင်းရံမသွားပါနဲ့ဦးကြံခဲ့ပါလို့တိုးတိုးလေးអော်နေခဲ့တယ်ငါနဲ့စုံလင်းရံမင်းတက်သွားရတယ်ယူရန်နှုတ်ကခေါ်နေတဲ့လင်းရံဆိုတာငါ့ကိုခေါ်တာလားမင်းသားစုံလင်းရံကိုခေါ်တာလားဆိုတာငါမဝေခွဲနိုင်တော့ပါဘူးငါသတိမဝင်သေးခင်မှာပဲစုံလင်းရံကစကားဆက်လာတယ်တောင်းပန်ပါတယ်လင်းရံကိုငါအဖြစ်ပါလူရန်မမကငါအတွက်အရက်ကူတောက်ပေးရင်မူသွားတာပါတဲ့သူ့ပါဇက်ကတောင်းပန်နေပေမဲ့မျက်နှာမှာတော့အောင်နိုင်သူတယောက်လိုကျိန်းဝါနေခဲ့တာပါပဲတယောက်နဲ့တယောက်ကူးကပ်နေတဲ့သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုကြည့်ရင်ကျွန်တော်နှကန်းကိုတင်းတင်းစေထားမိတယ်ရင်ထဲမှာလည်းအဆုံးအစမရှိတဲ့နာကျင်မှုတွေပြန့်နှံ့လို့နေတယ်လူရန်ဟာစုံလင်းရံအပေါ်အမြဲတမ်းထူးခြားခဲ့တာကိုကျွန်တော်သိပါတယ်ဒါပေမဲ့သူမဟာစုံလင်းရံအတွက်နဲ့သူ့ရဲ့အစာအိမ်ဝေဒနာကိုတောင်ကယူမဆိုင်ပဲအရက်ကူတောက်ပေးလိုက်မယ်လို့မထင်ထားခဲ့မိဘူးလူရန်ကိုတွဲဖို့ပြင်နေတဲ့ကျွန်တော်ရဲ့လက်ကိုပြန်ရုပ်လိုက်ပြီးသူတို့အခန်းထဲဝင်ဖို့ဘေးကိုဖယ်ပေးလိုက်တယ်သူမလက်မလုံးမှာတော့မင်းပဲသူ့ကိုအိတ်ခမ်းထဲပို့ပေးလိုက်တော့စုံလင်းရံရဲ့မျက်လုံးတွေလင်းလက်သွားပြီးလူရန်ကိုအိတ်ခမ်းထဲတွဲခေါ်သွားခဲ့တယ်ဒါပေမဲ့လူရန်ကိုကတင်ပေါ်တင်ပေးပြီးတာတော့သူဟာပြန်ထွက်သွားမဲ့ပုံမပြခဲ့ဘူးသူ့ရဲ့အကြည့်တွေဟာကျွန်တော်နဲ့လူရန်တို့ရဲ့မင်္ဂလာတက်ပုံပေါ်ကြားရောက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်မျက်ခုံးမောလိုက်ပြီးကိစ္စရှိသေးလို့လားလို့မေးလိုက်တယ်စုံလင်းရန်စကားဆက်လိုက်တယ်အလေတန်းတုန်းကမမကလူရန်မမကိုအိမ်ကိုပထမဆုံးအကြိမ်ခေါ်လာကြတဲ့ကကျွန်တော်သူ့ကိုသဘောကျခဲ့တာဒါပေမဲ့ကျွန်တော်အချစ်ကိုဝန်မခံရသေးခင်မှာပဲသူကခမည်းနဲ့မင်္ဂလာဆောင်သွားခဲ့တယ်ဒီအထိပြောပြီးစုံလင်းရန်ကဓာတ်ပုံထံကနေကျွန်တော်စီအကြည့်လွှဲလိုက်တယ်လူရန်မမခမည်းနဲ့မင်္ဂလာဆောင်တာဟာချစ်လို့ဆောင်ခဲ့တာလို့အရင်ကထင်ခဲ့တာဒါပေမဲ့အခုမှပဲကျွန်တော်တွေးလွန်သွားတာကိုသဘောပေါက်တော့တယ်လူရန်ကခမည်းကိုလုံးဝမချစ်ဘူးခမည်းကလည်းသူ့အကြောင်းလုံးဝမသိတယ်လို့သူ့လင်ယောက်ျားဖြစ်ဖို့လည်းမထိုက်တန်ဘူးသူ့ရဲ့အနိုင်ရတယ်လို့ကြွားဝါမှုတွေနဲ့ပြစ်တင်စကားတွေကိုကျွန်တော်ကောင်းမော်ပြီးကျွန်တော်တို့ရဲ့မင်္ဂလာတက်ပုံကိုကြည့်လိုက်မှာပဲတခါကပျော်ရွှင်ခဲ့ရတဲ့ကျွန်တော်ဟာဘာကူမှသတိမထားမိခဲ့တာကိုသဘောပေါက်လိုက်ရတယ်မင်္ဂလာတက်ပုံတွေကယူရန်ဟာကင်မရာကိုကြည့်ပြီးပြုံးနေပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့အပြုံးရိပ်ဆိုးစင်းများတော့မရှိခဲ့ပါဘူးကျွန်တော်မျက်လုံးမိတ်လိုက်မိပြီးထပ်မကြည့်ရတော့ဘူးဒုတိယနေ့မနက်မှာယူရန်မနိုးသေးခင်မှာပဲကျွန်တော်လူခေါ်ပြီးနေရန်ဘော်ကမင်္ဂလာတက်ပုံကိုဖြုတ်ခိုင်းလိုက်တဲ့အတန်တွေကြောင့်ယူရန်နိုးလာပြီးမျက်မှောင်ကျုပ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်မင်္ဂလာတက်ပုံကိုဖြုတ်ခိုင်းနေတဲ့ကျွန်တော်ကိုကြည့်ပြီးအံ့ဩသွားခဲ့တယ်မင်္ဂလာတက်ပုံကိုဖြုတ်ပြီးဘာလို့မလို့လဲကျွန်တော်တင်းငိမ်စွာနဲ့ပဲတက်ပုံပေါင်ကျိုးသွားလို့ပြင်ခိုင်းမလို့ရှင်းပြလိုက်တယ်လူရန်ရဲ့မျက်လုံးထဲမှာတန်တရားတွေပုံများလာပြီးကောင်းကောင်းမွန်မွန်ကြီးကိုဘာလို့ကြိုးရတာလဲလို့မေးတယ်အလုပ်သမားတွေကမင်္ဂလာတက်ပုံကိုအပြင်တဲထုတ်သွားကြပြီဖြစ်ပြီးကျွန်တော်လည်းလူရန်စီအမှုပြင်းဟင်းကမ်းပေးလိုက်တယ်မနေ့ညကမင်းရက်တွေအများကြီးတောက်ထားလို့ပြတ်သွားတာလေကျွန်တော်ရဲ့ရှောက်ပြောလိုက်တဲ့စကားကြောင့်လူရန်မျက်နှာတင်းမာသွားတယ်သူမဟာမနေ့ညကအများကြီးတောက်ခဲ့ရတဲ့အကြောင်းရင်းကိုတတိယသွားပုံရပြီးမင်္ဂလာတက်ပုံကြောင့်ဆက်မမေးတော့ပဲကျွန်တော်လက်ထဲကအမှုပြင်းဟင်းကိုလှမ်းယူလိုက်တယ်ပြီးတော့ကတိကအောင်နဲ့ပဲမင်းညကငါအခြေအနေရမဖြစ်နိုင်လို့တောက်လိုက်ရတာပါနောက်ဆိုမတောက်တော့ပါဘူးလို့ရှင်းပြတယ်အရင်တုန်းကဆိုသူအရက်တောက်တိုင်းသူ့ကျမ်းမာရေးအတွက်စိတ်ပူပြီးကျွန်တော်အမြဲဒေါသထွက်ခဲ့ဘူးလေ
ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်မှဒေါသထွက်ပိုင်ခွင့်မရှိတော့မှန်းသိလိုက်ပြီးဒါကြောင့်ခေါင်းညှိပြလိုက်ပြီးတိပါပြီလို့ပဲပြောလိုက်တယ်ကျွန်တော်ရဲ့အေးဆက်ဆက်တုတ်ပြန်မှုကြောင့်လူယူရန်ရဲ့မျက်နှာဟာပိုလို့တောင်ကြည့်ရဆိုးသွားခဲ့တယ်သူမဟာအမှုပြင်းဟင်းရီခွက်ကိုကရင်ဘေးခုံပေါ်ဒေါသတကြီးစောင့်တင်လိုက်ပြီးအေးဆက်လာတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်ကစုံလင်းရန်မင်းမကျေနပ်တာရှိရင်ပွင့်ပွင့်လင်းလင်းပြောလေဘာလို့အရင်တုန်းကလိုအကြောင်းမရှိပဲကွာရှင်းမဲ့လို့လာပြဿနာရှာနေရတာလဲမင်းစုံလင်းရန်ကိုမကြိုက်ဘူးဆိုလို့ငါသူ့ကိုနှင်ထုတ်လိုက်ပြီလေမင်းအခုထိဘာဖြစ်ချင်နေသေးတာလဲကျွန်တော်ခဏများဆန့်သွားခဲ့တယ်သူ့ရဲ့အေးဆက်လာတဲ့အကြည့်တွေဟာမင်္ဂလာမဆောင်ခင်ကကျွန်တော်အပေါ်အမုန်းတွေနဲ့ပြည့်နေခဲ့တဲ့လူယူရန်ကိုပြန်မြင်လိုက်ရတယ်လို့ပါပဲကျွန်တော်လည်းတခုခုကိုသဘောပေါက်သွားပြီးမမေးပဲမနေနိုင်တော့ဘူးလူယူရန်ရဲ့တုန်းကမင်းပါလို့ငါ့ကိုမင်္ဂလာဆောင်ခဲ့တာလဲကျွန်တော်ဒီလိုရုတ်တရက်မေးလာလိမ့်မယ်လို့လူယူရန်ထင်မထားခဲ့ပုံရတယ်ခဏများတိတ်ဆိတ်သွားပြီးနောက်သူ့ရဲ့ထုံးစံအတိုင်းအေးဆက်လာတဲ့အတန်နဲ့ပဲပြန်ဖြေလာခဲ့တယ်ကားအစီတင်တုန်းကမင်းကအသက်ကိုကယ်ခဲ့တယ်ငါကမင်္ဂလာဆောင်ပြီးကျေးဇူးဆက်ခဲ့တာဒီရောင်းဝယ်ကအရန်တရားမျှတပါတယ်ကျွန်တော်ရင်ထဲစုံနေသွားခဲ့ရတယ်ကျေးဇူးဆက်တာတရားမျှတတယ်ကျွန်တော်တယောက်တည်းပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ဒီအိမ်တော်ကြီးဟာလူယူရန်အတွက်တော့အယောင်းဝယ်တစ်ခုထပ်မပိုခဲ့ပါဘူးလားကျွန်တော်သူ့ကိုကြည့်လိုက်ပြီးဒါဆိုမင်းကကိုကွာမပေးချင်တဲ့အကြောင်းရင်းကလည်းကျေးဇူးကမ်းတဲ့လူမဖြစ်ချင်လို့မလားဒါကိုကြားတော့လူယူရန်ရဲ့မျက်လုံးတွေတင်းမာသွားပြီးမဟုတ်ဘူးလို့ညင်းလိုက်တယ်ဒါပေမဲ့သူစကားဆက်ပြောဖို့ပြင်တော့မှာပဲဖုန်းကောတစ်ခုရုတ်တရက်ဝင်လာခဲ့တယ်သူမဖုန်းကိုကြည့်လိုက်ပြီးဂရန်ဒါဘက်ကိုထွက်သွားခဲ့တယ်သူမထွက်သွားတာနဲ့အမျှကျွန်တော်ရဲ့စိတ်ခံစားချက်တွေလည်းတဖြည်းဖြည်းတည်ငြိမ်သွားခဲ့တယ်ဘာပဲဖြစ်ပါလေကျွန်တော်လည်းမကြခင်ထွက်သွားရတော့မှာပဲသူ့ရဲ့အဖြေဟာကျွန်တော်အတွက်တော့အရေးမကြီးတော့ပါဘူးဂရန်ဒါကရိတ်ခနဲရုပ်ပုံကိုကြည့်ရင်ကျွန်တော်အိတ်ခမ်းထဲကနေထွက်လာခဲ့လိုက်တယ်အောက်ထပ်အိတ်ခမ်းမှာမင်္ဂလာတပ်ပုံသိမ်းစီးပေးမဲ့အလုပ်သမားတွေစောင့်နေကြတယ်စုပ်လူကြီးမင်းဒီတပ်ပုံတွေကိုအမိုက်ထဲတကယ်ပဲလွှင့်ပြရမှာလားကျွန်တော်ကောင်းညိတ်လိုက်ပြီးဟုတ်ပါတယ်ကူညီပေးပါဦးလို့ပြောလိုက်တယ်မကြခင်မှာပဲသူတို့ဟာကျွန်တော်နဲ့လူယူရန်တို့ရဲ့မင်္ဂလာတပ်ပုံတွေကိုတဲထုတ်သွားကြတယ်ကျွန်တော်လည်းလူယူရန်ကိုဂယူးမဆိုင်တော့ပဲစုပ်အိမ်တော်စီတိုက်ရိုက်ပြန်လာခဲ့လိုက်တယ်ကျွန်တော်လည်းမကြခင်မူလကဘာကိုပြန်ရတော့မှမို့သူတို့နဲ့နှုတ်ဆက်တင်ပြီးလေနှမျောစရာကောင်းတာကမမအိမ်မှာမရှိတာပါပဲမထွက်ခွာမီမိသားစုကိုမှားချခဲ့မိတယ်မေမေကျမ်းမာရေးဂယူးဆိုင်ပါနောက်ဆိုမိဖို့ကြောင့်လည်းတိတ်မဝင်ပါနဲ့ဖေဖေလည်းစစ်လိတ်လျှော့တော့ပါပြီးတော့မမကိုလည်းတာမန်တိုင်းပဲအလုပ်လုပ်ဖို့နားချပေးကြပါဦးဒါကိုကြားတော့စုပ်မေမေကတာမင်းလုံခဲ့တဲ့တစ်ခေါက်ပြန်လာကြတဲ့ကပုံမှန်မဟုတ်တာအခုလည်းဘာလို့ရုတ်တရက်ဒီလိုတွေလာပြောနေရတာလဲလို့မေးလာတယ်ကျွန်တော်ရင်ထဲဆူသွားပြီးဖေဖေမေမေတကယ်တော့ကျွန်တော်အဝေးတနေရာကိုခီးထွက်မလို့ပါလို့လိန်ပြောလိုက်တယ်မိဘတွေတန်တရားမဝင်တော့တာကိုကြည်ရင်ကျွန်တော်အလင်းအမြန်ပဲထွက်လာခဲ့တယ်အိမ်ပြန်ရောက်တော့လူယူရန်ဟာအဲခန်းဆိုဖာပေါ်မှာအေးဆက်ဆက်မျက်နှာနဲ့ထိုင်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်အနားကပ်သွားတာနဲ့သူမဟာစာအိတ်နဲ့အိတ်ကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးဒါတွေကဘာလဲဆိုတာရှင်းပြစမ်းပါဦးလို့မေးတယ်စပွဲပေါ်ပြစ်တင်ခံလိုက်ရတာတွေဟာမနေ့ကကျွန်တော်ရေးခဲ့တဲ့တေတန်းစာနှစ်ဆောင်ဖြစ်နေခဲ့တယ်ကျွန်တော်လဲချောင်းနဲ့တခုခုတနေ့တလို့ဖြစ်သွားပြီးငါမကြခင်တေတော့မှမို့လို့လေလို့တိုးတိုးလေးဖြေလိုက်တယ်ဒီစကားပြောပြီးနောက်အိမ်ထဲမှာငိမ့်တက်သွားခဲ့ရတယ်ခဏကြာတော့လူယူရန်မျက်မှောင်ကျုပ်လိုက်ပြီးဒါကမင်းရဲ့ပြည့်ရဲ့တစ်လားဟိုတလောကမှမင်းကိုစစ်စစ်ပေးထားတာဘာပြဿနာမှမရှိဘူးလေလို့အေးဆက်စွာပြောတယ်ကျွန်တော်ဘာမှပြန်မပြောနိုင်ခဲ့ပါဘူးစနစ်ရဲ့ဖြည့်ဆည်းခြင်းခံရတော့မယ့်အကြောင်းသူ့ကိုပြောပြလို့မရဘူးလေကျွန်တော်ဘာပြန်ပြောရမှန်းမသိဖြစ်နေတော့ရောက်ခါမှမေမေရဲ့ဖုန်းဝင်လာခဲ့တယ်လူရန်ဖွာအရေးပေါ်ခန်းထဲရောက်နေပြီးဆေးရုံကိုအမြန်လာခဲ့ပါဦးကျွန်တော်တို့အများကြီးမစင်စားတော့ပဲဆေးရုံစီချက်ချင်းအပြေးလွှားသွားခဲ့ကြတယ်ဆေးရုံရောက်တော့အဖွားဟာလူနာခန်းထဲပြန်ရောက်နေပြီဖြစ်ပြီးစုံလင်းရန်ဟာအဖွားဘေးမှာရောက်နေတာကိုတွေ့လိုက်ရတယ်အဖွားဟာစုံလင်းရန်ရဲ့လက်ကိုတင်းတင်းကင်ထားပြီးလူရန်ကိုမြင်လာတဲ့သူတို့နှစ်ယောက်ရဲ့လက်ကိုကူးကင်ပေးလိုက်တယ်ယူရန်ဖွားကြည့်တာတော့ဒီလင်းရန်လေးကပဲသမီးနဲ့အတင်းတော်ဆုံးပါအဖွားကိုကတိပေးပါသမီးတို့နှစ်ယောက်ပေါင်းစည်းကြပါနော်လူယူရန်မျက်နှာပြတ်သွားပေမဲ့ဘာမှပြန်မပြောခဲ့ပါဘူးယူမီသားစုဝင်တွေကတော့လူရန်သဘောတူလိုက်ပါမင်းရင်ကကျေးဇူးဆက်ဖို့မင်္ဂလာဆောင်ခဲ့တာပဲအခုတော့မင်းရဲ့အစစ်အမှန်ပျော်ရွှင်မှုကိုရှာတင်ပြီးလို့ဝိုင်းပြောကြတယ်ကျွန်တော်ယောဂခန်းထောက်မှာရက်ရင်ရင်ထဲမှာအေးဆက်ဆက်ဖြစ်နေခဲ့တယ်မျက်နှာချင်းဆိုင်မှာရင်ကျွန်တော်ဇနီးကိုအခြားယောက်ျားနဲ့သဘောတူနေကြတာတော်တော်ရေးစရာကောင်းတာပဲလူယူရန်ဟာစုံလင်းရန်ရဲ့လက်ကိုတင်းတင်းကင်လိုက်ပြီးကောင်းပါပြီသမီးအဖွားကိုဂတိပေးပါတယ်လို့ပြောလိုက်တယ်တစ်ချိန်တည်းမှာပဲစနစ်ရဲ့ဂတိပေးတန်ကျွန်တော်ခေါင်းထဲမှာမြည်ဟိလာခဲ့တဲ့တေဆုံးရန်ကြန့်ရှိချိန်24နာရီ59မိနစ်34စက္ကန့်သူတို့ရဲ့ဂတိတစ္ဆာပြုချိန်ဟာကျွန်တော်ရဲ့တေဆုံးချိန်ဖြစ်နေခဲ့တာပဲလီယိုမီသားစုပျော်ရွှင်နေကြတာကိုကြည်ရင်ကျွန်တော်အတန်တိတ်ပဲထွက်ခွာလာခဲ့လိုက်တယ်လူယူရန်ဟာညတကောင်မှအိမ်ပြန်ရောက်လာခဲ့ပြီးကျွန်တော်ကိုနောက်ကျောဘက်ကနေတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာခဲ့တယ်ကျွန်တော်သူ့လက်ကိုဖယ်ရှားဖို့ကြိုးစားပေမဲ့သူကပို့ပြီးတင်းတင်းကြပ်ကြပ်ဖက်ထားခဲ့တယ်ငါ့ကိုမဖယ်ထုတ်ပါနဲ့လင်းရံမင်းစိတ်ဆိုးနေတာငါသိပါတယ်ငါစကားကိုရှင်းပြခွင့်ပေးပါဦးသူ့ရဲ့အတန်တုံးနေတာကိုခံစားလိုက်ရပေမဲ့ကျွန်တော်ပြန်မလဲကြည့်ခဲ့ပါဘူးတကယ်တော့သူတို့ပြောတာမှန်ပါတယ်ငါတို့ရဲ့အစကတည်းကမှားယွင်းခဲ့တာပါဒီဝတ္ထုတွေကိုရောက်လာကတည်းကလူရန်အပေါ်ချစ်မိသွားခဲ့တာကိုကမှားခဲ့တာပါသူမရဲ့ကျေးဇူးတုံ့ပြန်မှုကိုအချစ်လို့အထင်လွဲခဲ့တာငါအမားပါခုတော့ဒီအမားကိုပြင်ဆင်ရတော့မယ်ဒါပေမဲ့လူရန်ကတော့ဒါအမားမဟုတ်ပါဘူးလင်းရန်မင်းနဲ့ငါရဲ့လက်ထပ်ပွဲကအမားမဟုတ်ပါဘူးဒီနေ့စေးရုံမှာငါအဲ့လိုပြောခဲ့တာအဖွားစိတ်အေးရအောင်လို့ပါအဖွားစေးရုံကဆင်းရင်ဒီပြဆက်လဲပြီးပါပြီငါ့ကိုအချိန်နဲ့ပေးပါငါအဆင်ပြေအောင်ဖြည့်ရှင်းပါမယ်အဲ့ဒီခါကျရင်ငါတို့အရင်တိုင်းပြန်ဖြစ်သွားမှာပါငါကတိပေးပါတယ်တဲ့လူရန်ကငါ့ကိုအတင်းဖက်ထားတယ်တကယ်ပဲငါ့ကိုဆုံးရှုံးရတော့မလို့မျိုးပေါ့မမျောစရာကောင်းတာကငါစနစ်မျက်နှာပြင်ကိုကြည့်လိုက်တော့အင်ရှင်တေဆုံးဖို့ကြံတဲ့အချိန်က20နာရီ29မိနစ်58စက္ကန့်ပဲရှိတော့တယ်ငါမှအချိန်မရှိတော့ဘူးနောက်ဆုံးတော့ငါယူရန်ကိုတိုးတိုးလေးမေးလိုက်တယ်မနေ့ဖြန်ငါ့ကိုတရက်လောက်အချိန်ပေးနိုင်မလားတရက်လုံးလုံးပေါ်ယူရန်ကသဘောတူခဲ့တယ်ကောင်းပြီငါအလုပ်တွေအကုန်ဖြတ်လိုက်မယ်မင်းနဲ့ပဲအတူရှိပေးမယ်တဲ့သူမငါ့ကိုဖတ်ထားတာကိုခွင့်ပြုထားရင်ငါနှလုံးသားကတော့ထုံထိုင်းနေပြီသူမရဲ့ခက်ပေါ်ပေါ်ဂတိတွေကြားထဲမှာပဲငါအိပ်ပျော်သွားခဲ့တယ်မျက်လုံးပြန်ဖွင့်လိုက်တော့နောက်တနေ့မနေ့ရောက်နေပြီမနေ့9နာရီငါတေဆုံးဖို့15နာရီပဲကျန်တော့တယ်ငါအိပ်ရာကထားပြီးယူရန်အတွက်စံပြုတ်ပေးခဲ့တယ်3လအကြာမှာငါတို့ပထမဆုံးအကြိမ်အတူမနေ့စာစားကြတာပါမွန်လွဲ12နာရီငါတေဆုံးဖို့12နာရီပဲကျန်တော့တယ်ငါလူရန်နဲ့အပြင်မှာထမင်းထွက်စားတယ်ရုပ်ရှင်ကြည့်တယ်ဘယ်သူမှနှောက်ယှက်ခြင်းမရှိတဲ့ဒိတ်တစ်ခုကိုဖျက်ဆီးခဲ့ကြတယ်ည9နာရီငါတေဆုံးဖို့နောက်ဆုံး3နာရီပဲကျန်တော့တယ်ငါမြေအောက်အရက်တူလောင်ခန်းမှာဝိုင်းနေရွေးနေတော့စုံလင်းရန်စီကစားတဆောင်ရောက်လာခဲ့တယ်စုံလင်းရန်ကဖုန်းတစ်ချက်ဆက်လိုက်ုံနဲ့သူမကိုမင်းဘေးကနေလူယူသွားနိုင်တာကိုမင်းယုံတလားတဲ့ငါဒီစာကိုစိုက်ကြည့်ရင်စနစ်ကိုမေးလိုက်တယ်ဒါမင်းတို့ဝတ္ထုကဘာရဲ့မင်းသားပင်မဆက်ကောင်လားအနည်းဆုံးတော့ငါကခုထိလူရန်ရဲ့တရားဝင်လင်ယောက်ျားဖြစ်နေလို့မယ်လေ
သူကတော့ငါ့ကိုအမြဲတမ်းပေါ်တင်စိန်ခေါ်နေတော့မဲ့စနစ်ကတိတ်ဆိတ်နေပြီးဘာမှမတုံ့ပြန်ခဲ့ဘူးငါလည်းစုံလင်းရန်စီစာမပြန်ခဲ့ပါဘူးဒါပေမဲ့အခန်းကိုပြန်ရောက်တော့လူရီယန်အင်ဂျီကုတ်ဝစ်ပြီးအပြင်ထွက်ဖို့ပြင်နေတာကိုတွေးလိုက်ရတယ်သူမကလင်းရန်သူ့ကိုလူတစ်ယောက်ကစောင့်ကြည့်ချောင်းမြောင်းနေလို့တဲ့ငါသွားကြရမယ်လို့ရှင်းပြတယ်ကြည့်ရတာဒါကစုံလင်းရန်သူမကိုငါဘေးကနေလူယူသွားတဲ့အကြောင်းပြချက်ပေါ့ကြားရတာအရန်တုံပြီးရဲစရာတောင်ကောင်းနေသေးတယ်ယောက်ျားတစ်ယောက်ကစောင့်ကြည့်ခံရလို့တဲ့မိန်းမတစ်ယောက်စီအကူအညီတောင်းနေတယ်ငါသူမကိုတားလိုက်တယ်မင်းမေးသွားပြီလားငါ့ကိုတရက်လုံးအတူရှိပေးမယ်လို့ကတိပေးထားတာလေလူရီယန်ကမျက်ခုံးကျုပ်လိုက်ပြီးငါမင်းကိုတရက်လုံးအတူရှိပေးပြီလေဒီ3နာရီလေးကိုတော့ကတိကတ်တက်မလုပ်ပါနဲ့ကြီးမကြပါနဲ့တော့သူပေးကင်းတာတေချာရင်ငါချက်ချင်းပြန်လာခဲ့မယ်လို့ပြောလိုက်တယ်ပြောပြီးတာနဲ့သူမကတွတ်ဆုပ်ခြင်းမရှိဘဲတကားဖွင့်ထွက်သွားခဲ့တယ်ငါ့ကိုဘာမှပြန်ပြောခွင့်မပေးခဲ့ဘူးတကားဝန်းကနေပိတ်သွားတော့ငါအဲ့ဒီနေရာမှာတင်ရက်ကြံခဲ့တယ်လက်ထဲကဝိုင်ပလင်းကိုကြည့်ပြီးခါခါတီးတီးပြုံးလိုက်မိတယ်လူရီယန်ပြောထားတဲ့တရက်လုံးဆိုတာမှ10မိနစ်10စက္ကန့်လို့ရင်တော့တရက်လုံးမဟုတ်တော့ဘူးငါမနက်ထိဝိုင်နီကိုတစ်ခွက်ပြီးတစ်ခွက်တယောက်ထဲတောက်နေခဲ့တယ်ညနေပိုင်းနေရန်ကနာရီက7နာရီ55မိနစ်ကိုရောက်သွားပြီးငါဒီကဘာမှာကြံခဲ့မဲ့အချိန်ကလည်းငါမိနစ်တောင်မလိုတော့ဘူးလူရီယန်ပြန်မလာသေးပါဘူးငါအိယာပေါ်မှာလဲလိုက်ပြီးမျက်လုံးကိုဖြည်းဖြည်းချင်းမိတ်လိုက်တယ်ငါရဲ့တည်ခြင်းတရားကိုစတင်ကြိုးဆိုလိုက်တာပေါ့ခိတ္တကြာမှာပဲစနေရဲ့အတန်ကငါကောင်းထဲမှာတဖန်ထွက်ပေါ်လာခဲ့တယ်ကဘာကူပြောင်းခြင်းဂိတ်တိဆောက်ပြီးပါပြီခုပဲတည်ဆုံးခြင်းရေတွက်မှုစပါမီ3နှစ်တည်ဆုံးသွားတဲ့ဒီအချိန်တောတွင်းမှာငါတခါမှမခံစားဘူးတဲ့ငြိမ်းချမ်းမှုကိုခံစားလိုက်ရတဲ့7နှစ်နာရီတိတိမှာငါဝိညာဉ်ကခန္ဓာကိုယ်ထဲကနေဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာပဲအခန်းတကားပွင့်သွားခဲ့တယ်လူရီယန်တကယ်ပဲပြန်ရောက်လာခဲ့တာပါသူမကတင်ပေးကိုလာပြီးငါ့ကိုစောင့်တေချာခြုံပေးတာကိုငါကြည့်နေခဲ့တယ်ပြီးတော့ငါအလောင်းပေးမှာအဲ့အတိုင်းလဲအိတ်လိုက်တယ်လူရီယန်ရဲ့လှုပ်ရှားမှုတွေကနူးညံ့ပြီးဂရုစိုက်မှုအပြည့်ပါပဲဒါပေမဲ့သူမတာနည်းနည်းလေးပူကြည့်လိုက်ရင်ကတင်ဘော်ကငါ့မှာအသက်ရှူတမ်းမရှိတော့တာကိုတွေ့ရမှာပါအင်ရှင်အားလက်တွေ့ကဘာတို့ပို့ဆောင်နေပါသည်ပို့ဆောင်ခြင်းအောင်မြင်ပါသည်စနစ်ရဲ့အတန်နဲ့အတူငါဝိညာဉ်ဟာဒီကဘာကနေလုံးဝပျောက်ကွယ်သွားခဲ့ပြီးလူရီယန်မင်းငါကိုဘယ်တော့မှရှာတွေ့တော့မှာမဟုတ်ဘူးနောက်တနေ့မနက်မှာတိတ်ဆိတ်နေတဲ့အိတ်ခမ်းထဲမှာနှုတ်ဆက်တန်မြည်လာခဲ့တယ်လူရီယန်နိုးလာတဲ့အခါဘေးနားကလူဟာမင်းညကပုံစံအတိုင်းမပြောင်းလဲပဲရှိနေတာကိုတွေ့လိုက်ရတယ်။သူမမျက်ခုံးကျုပ်လိုက်ပြီးနှလုံးသားထဲမှာအလိုလိုလေးလံသွားခဲ့တယ်။ပုံမှန်ဆိုရင်ဒီအချိန်မှာစုံလင်းရန်ကအိယာကထားပြီးမနှက်စာပြင်ပေးနေကြလေ။သူမစဉ်းစားပြီးမှစကားဆက်လိုက်တဲ့လင်းရန်မင်းတို့နေပြီဆိုတာငါသိတယ်။မင်းညကအခြေအနေထူးလို့ပါငါကိုစိတ်မကောက်ပါနဲ့တော့ပြောရင်းနဲ့သူမကသူ့ခန္ဓာကိုယ်ကိုထိဖို့လက်လန်းလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖုန်းတန်ကရုတ်တရက်မြည်လာခဲ့တယ်။သူမဖုန်းကိုကိုင်းလိုက်တော့စုံလင်းရန်ရဲ့အတန်ထွက်လာခဲ့တယ်။လူရန်မကျွန်တော်တယောက်တည်းဆေးရုံမှာလာပေါ်လုပ်ပေးလို့ရမလားလူရန်ကဘေးနားကခင်မုန်းကိုကြည့်ပြီးမျက်ခုံးကျုပ်လိုက်ပေမဲ့ခေါင်းထဲမှာစုံလင်းရန်ရဲ့အမဆုပ်ထင်းထင်းမှထားတာကိုတတိယသွားတယ်။သူမအင်ဂျီကုတ်ကိုဝှက်လိုက်ပြီးကရင်ပေါ်မှာမလုံးမရှက်ရှိနေတဲ့လူကိုကြည့်ကတက်ပြင်းချလိုက်တယ်ငါခဏသွားပြီးပြန်လာခဲ့မယ်ပြန်ရောက်ရင်ငါတို့တေချာစကားပြောကြတာပေါ့ပြောပြီးတော့ကတင်ဘော်ကလူရဲ့တုတ်ပြန်မှုကိုမဆောင်တော့ပဲထွက်သွားခဲ့တယ်လူရီယန်ဆေးရုံခန်းစီရောက်သွားတော့စုံလင်းရန်ကကတင်ဘော်မှာမိထိုင်နေပြီးမျက်နှာမှာအထီးကျန်ရုပ်ပေါ်နေခဲ့တယ်လူရီယန်ခန်းဝမှာပေါ်လာတာကိုတွေးတော့သူ့မျက်လုံးတွေတောက်ပသွားပြီးဝမ်းသာအားရနဲ့မတ်မတ်ထိုင်လိုက်တယ်လူရီယန်မရောက်လာပြီလားလူရီယန်ကအင်းလို့ခေါင်းညိတ်ပြီးကတင်ဘေးကကလတ်ထိုင်မှာထိုင်လိုက်တယ်မင်းတန်ရအဆင်ပြေရဲ့လားမင်းည9နာရီကျော်ကစုံလင်းရန်စီကအကူကြီးတောင်းစားရတော့သူမချက်ချင်းရဲတိုင်ပေးခဲ့ပြီးအခင်းဖြစ်ပွားရာကိုရောက်သွားခဲ့တာပါစုံလင်းရန်ကိုမတမကြံဘူးစူးစမ်းတဲ့မိမဟာသူမကိုတွေ့တော့ဒေါသထွက်ပြေးစင်မှာစုံလင်းရန်ကိုတွန်းထုတ်ခဲ့တာပါစုံလင်းရန်ကခါခါတီးတီးပြုံးလိုက်ပြီးခုတော့ဖြည့်ရှင်းပြီးပါပြီဆရာဝန်ကတော့အုံနောက်အနေငယ်ထိခိုက်သွားလို့ဆေးရုံမှာတရက်ဆောင်ကြည့်ရမယ်တဲ့မနေ့ပြန်ကြရင်ဆေးရုံကဆင်းလို့ရပါပြီသူကလူရီယန်ရဲ့လက်ကိုကင်ပြီးလူရီယန်မမနေ့ညကဘလို့ပြန်သွားတာလဲလို့မေးတယ်လူရီယန်ကမျက်ခုံးကျုပ်ပြီးလက်ကိုယုံထုတ်လိုက်တယ်ငါမင်းကိုကူညီဖို့ပဲလာခဲ့တာလေစုံလင်းရန်ကြောင့်သွားပြီးမှိုင်းကျသွားတယ်တောင်းပန်ပါတယ်ကျွန်တော်ပြဿနာရှာမိပြန်ပြီမနက်ဖြန်မုံလွဲမှာအမပြန်လာမှာဆိုတော့ကျွန်တော်နားမှာနေပေးလို့မရဘူးလားလူရီယန်တိတ်ဆိတ်သွားပြီးမှကတင်ပေးမှပြန်ထိုင်လိုက်တယ်သူမဖုန်းကြည့်လိုက်တော့နနက်7နာရီခွဲရောက်နေပြီနိုင်ပိုင်းလေးပဲကျွန်တော်တို့ကိစ္စမရှိပါဘူးလို့တွေးလိုက်မိတယ်လူရီယန်ရဲ့ခေါင်းထဲမှာမထွက်ခွာမီကလင်းရန်ရဲ့ငြိမ့်သက်နေတဲ့အိပ်ပျော်နေပုံပေါ်လာပြီးစိတ်ထဲမှာအလိုလိုမအေးမချမ်းဖြစ်လာခဲ့တယ်အဲ့ဒီလိုနဲ့မုံလွဲ7နာရီအထိစောင့်နေတော့စုပ်ထင်းထင်းပြပြတရားနဲ့ရောက်လာခဲ့တယ်သူမကလူရီယန်ရဲ့ပခုံးကိုပုတ်ပြီးဒီရက်ပိုင်းနေပင်ပန်းသွားပြီးငါမောင်ကိုငါပဲကြည့်လိုက်ပါမယ်လို့ပြောတယ်လူရီယန်ဝင်ထုတ်ဝင်ပိုးပေါ်သွားတယ်လို့ခံစားလိုက်ရပြီးထွက်သွားဖို့ပြင်လိုက်စင်မှာပဲခြေလန်းနဲ့လန်းပြီးတော့ဖုန်းကြံခဲ့တာကိုတတိယလိုပြန်လှည့်လာခဲ့တယ်တကားဝါရောက်တော့အခန်းထဲကစုံလင်းရဲ့အတန်ကိုကြားလိုက်ရတယ်အမရီယန်မမရောစုံထင်းထင်းကသူ့ထွက်သွားပြီးလေခဏနေရင်ငါနဲ့ကိုဆေးရုံကဆင်းပေးမယ်ဒီရက်ပိုင်းနေကုမ္ပဏီမသွားနဲ့တော့အိမ်မှာပဲနားပါငါရီယန်ကိုပြောထားလိုက်မယ်စုံလင်းရန်ကဒါပေမဲ့ကျွန်တော်ရီယန်မမကိုပဲအတူရှိစေချင်တာလို့ညှို့ဆူလိုက်တယ်လူရီယန်မျက်ခုံးကျုပ်သွားစင်မှာပဲစုံထင်းထင်းရဲ့ဒေါသတန်ထွက်လာခဲ့တယ်ဘာပေးမှရှိစေချင်တာလဲစုံလင်းရန်နင့်စိတ်ထဲဘာရှိလဲငါမသိဘူးမထင်တဲ့လူရီယန်မှာလင်းရှိပြီးသားနင်သူများမရငယ်သွားမလုံးနဲ့မဟုတ်ရင်နင့်ကိုမောင်းဖြစ်အတိမတ်မပြုတော့ဘူးအမဒါပေမဲ့ကျွန်တော်ရီယန်မမကိုချစ်နေတာနှစ်ပေါင်းများစွာရှိနေပြီဆိုတာနင်သိရတာနဲ့လူရီယန်မျက်ခုံးတွေပုံမူကျုပ်သွားခဲ့တယ်သူမအတန်မထွက်ပဲဝင်သွားပြီးဖုန်းကိုကောက်ယူလိုက်တယ်သူတို့မောင်နှမစကားတွေကိုမကြားချင်အောင်ဆောင်ပြီးချက်ချင်းလက်ထွက်ခဲ့တယ်သူမလင်းရန်စီပြန်ပြီးရှင်းပြချင်နေပြီးစုံလင်းရန်ကသူမကိုသဘောကျလို့ကုမ္ပဏီကိုလာမန်းတာအရင်ကတိခဲ့ရင်သူမသူ့ကိုလက်ခံခဲ့မှာမဟုတ်ပါဘူးခုတော့အပိုစကားတွေပြောမနေတော့ပဲသူ့ကိုမြန်မြန်ထွက်သွားခိုင်းရမယ်ဒါကိုစဉ်းစားပြီးတော့လူရီယန်ရဲ့ခေါင်းထဲမှာဒီရက်ပိုင်းလင်းရန်ရဲ့ရန်လိုနေတဲ့အမူအရာတွေကိုတတိယသွားပြီးမပြုံးနိုင်မရင်နိုင်ဖြစ်သွားခဲ့တယ်ကြည့်ရတာလင်းရန်ကစုံလင်းရန်ရဲ့စိတ်ကိုစောစောစီစီရိပ်မိနေခဲ့တာပဲမဟုတ်ရင်သူ့ပေါ်ဒီလောက်ရန်လိုနေမှာမဟုတ်ဘူးပြန်တဲ့လမ်းမှာရင်ကြောပိတ်ဆို့မှုနဲ့ကြုံလိုက်ရတယ်လူရီယန်ရဲ့ကားဟာလမ်းအလယ်မှာပိတ်မိနေပြီးရှေ့တိုးနောက်ဆုတ်မရဖြစ်နေခဲ့တယ်သူမလက်ကနာရီကိုကြည့်လိုက်တော့7နာရီတိတိရှိသွားပြီးလူရီယန်ဘေးနားကဖုန်းကိုယူပြီးနားစီဖုန်းဆက်လိုက်တယ်ဖုန်းခေါ်တန်းတွေတော်တော်နဲ့မကင်တာမျိုးလူရီယန်တစ်ခါမှမကြုံဘူးပါဘူးမနေ့ကစုံလင်းရန်ရဲ့ပုံမှန်မဟုတ်တဲ့ပြုမှုပုံမျိုးကိုပြန်တွေးမိပြီးမျက်လုံးထဲမှာစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပြေးသွားခဲ့ပါတယ်လင်းရန်ဖုန်းမကင်တာစိတ်ဆိုးနေလို့ဖြစ်ရမယ်အိမ်ပြန်ရောက်တော့လူရီယန်ကအိတ်ခမ်းတကားစိတ်ထားတော့မဲဆိုတာတွေးလိုက်ရပြီးရင်ထဲမှာမတင်ကားစရာစိတ်တွေတိုးပွားလာခဲ့ပါတယ်ဒီလိုနဲ့လူရီယန်ရင်ထဲမှာမကောင်းတဲ့အာယုံတွေတိုးပွားလာပြီးအမြန်လျှောက်သွားကတကားလက်ကင်ကိုတွန်းဖွင့်လိုက်ပါတယ်အိတ်ခမ်းထဲမှာမောင်မဲနေပြီးလိုက်ကာရီကလည်းလူရီယန်မထွက်ခင်ကအတိုင်းရှိနေတော့မှတကားပြင်ပကလာတဲ့အလင်းရောင်ကြောင့်
လူရူရန်ကတင်ပေါ်ကစုံလင်းရန်ရဲ့ရေးပုံရိပ်ကိုမြင်လိုက်ရပါတယ်။သူမတကားဝမှာရက်ပြီးလင်းရန်လို့စမ်းတက်တဲ့အနေနဲ့ခေါ်လိုက်ပေမဲ့ကတင်ပေါ်ကလူကဘာမှပြန်မထုတ်ခဲ့ပါဘူး။လူရူရန်မျက်မှောင်ကျုပ်လိုက်ပြီးတောင်းပန်တဲ့လေတန်းနဲ့ပြောလိုက်ပါတယ်။မင်းကကိုစိတ်ဆိုးနေမှသိပါတယ်ဒါပေမဲ့မရှင်းပြတာကိုနားထောင်ပါအောင်။ငါစုံလင်းရန်အပေါ်ဘာတန်ရောစင်မှမရှိပါဘူး။သူ့အမရဲ့မျက်နှာကိုထောက်ပြီးသူ့ကိုဒီလောက်ဂရုစိုက်ပေးခဲ့တာပါ။သူငါ့ကိုကြိုက်နေတယ်ဆိုတာစေးရုံရောက်မှပဲငါသိခဲ့ရတာ။ရှင်စကလေးကရိပ်မိနေခဲ့တာမလားရှင်လုပ်ရက်တွေကမှန်ခဲ့တာပါ။သူ့ရွေချက်ကိုငါတေချာမမြင်ခဲ့လို့ပါကျမရှင်ကိုဂရုပေးပါတယ်။စုံလင်းရန်ကိုကုမ္ပဏီကနေပြောင်းရွှေ့လိုက်ပါမယ်။ရှင်အရင်ကမော်လက်တိုက်ကိုခီးထွက်ချင်တယ်ဆိုဒီတစ်ခေါက်အလုပ်တွေပြီးရင်ကျမရှင်နဲ့တူတူသွားပေးမယ်လေခီးကပြန်လာရင်စေးရုံမှာဆေးစစ်မှုတွေတွားလုပ်ကြမယ်ခန္ဓာကိုယ်အခြေအနေတွေပုံမှန်ဖြစ်ရင်ကလေးယူဖို့ပြင်ဆင်ကြတာပေါ့မိမိနဲ့ဖွားဖွားကိုလည်းစိတ်အေးအောင်လုပ်ပေးရရောက်တာပေါ့ဒါဆိုသူတို့လည်းရှင့်အပေါ်မကြည်မနှက်ဖြစ်မှာမဟုတ်တော့ဘူးလူရူရန်စိတ်မကောင်းစွာနဲ့စကားတွေအများကြီးပြောခဲ့ပေမဲ့စုံလင်းရန်ဘက်ကတော့ဘာမှပြန်မတုံ့ပြန်ခဲ့ပါဘူးလင်းရန်စိတ်ဆိုးခြင်းဆိုးပါဒါပေမဲ့ငါ့ကိုလစ်လူမရှိပါနဲ့စကားတွေဒီလောက်ထိပြောထားတာတော့စုံလင်းရန်ကတော့ပါစက်ဟာမပြောခဲ့ပါဘူးလူရူရန်စကားစရက်လိုက်ပြီးရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုရုတ်တရက်တိုးဝင်လာခဲ့ပါတယ်သူမအနာတိုးသွားမလို့လှုပ်စင်ပါပဲဖုန်းမြည်တမ်းထွက်လာခဲ့ပါတယ်ဖုန်းထဲကနေအတွင်းရေးမှုရဲ့စိုးရိမ်ကြီးအတန်ထွက်ပေါ်လာခဲ့ပါတယ်ဥက္ကဋ္ဌလူမကောင်းတော့ဘူးတစ်လွင်အုပ်စုနဲ့ချုပ်ထားတဲ့စာချုပ်မှာပြဿနာတက်နေပြီးလူရူရန်ရဲ့မျက်နှာရုပ်စင်းချက်ချင်းတင်းမာသွားပြီးကတင်ပေါ်ကစုံလင်းရန်ကိုနောက်ဆုံးတစ်ခေါက်ကြည့်လိုက်ကခဏနေရင်ဒေါ်ဝမ်ကိုအစားအသောက်ပြင်ပေးခိုင်းလိုက်မယ်စိတ်ကြည်နဲ့မှတစားပါငါကုမ္ပဏီကိုမနေ့ပြန်စောစောပြန်လာခဲ့မယ်ပြောပြီးတာနဲ့သူမခြေလမ်းကျဲနဲ့ထွက်သွားခဲ့ပါတယ်ကုမ္ပဏီရုံးခန်းရောက်တော့လူရူရန်တစ်ချက်မှမနာပဲစာချုပ်ဖိုင်တွေကိုစစ်ဆေးခဲ့ပေမဲ့ဘာလို့ရင်မသိရင်ထဲမှာကနာမငြိမ်စိုးရိမ်စိတ်တွေတိုးပွားလာခဲ့ပါတယ်မကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်တော့မယ်လို့ခံစားနေရပါတယ်လူရူရန်လက်ထဲကအချက်လက်တွေကိုကြည့်နေပေမဲ့မျက်လုံးကတော့ဖုန်းစီကိုပဲခဏခဏရောက်နေခဲ့ပါတယ်ထူးဆန်းတဲ့လင်းရံပါလို့ငါ့ကိုစာတစောင်းမှမပို့သေးတာလဲစိတ်ဆိုးနေတော့ပဲမို့ငါ့ကိုစကားမပြောတာလားနောက်ဆုံးတော့သူမလက်ထဲကအလုပ်တွေကိုချထားလိုက်ပြီးအိမ်ကအင်ကူစီဖုန်းဆက်လိုက်ပါတယ်ဒေါ်ဝမ်လင်းရံအိပ်ရနိုးပြီလားခုထိမနိုးသေးဘူးနေမကောင်းလို့လားမသိဘူးတွားခေါ်တာလဲဘာမှပြန်မထူးဘူးဒေါ်ဝမ်ရဲ့ဝေခွဲမရတဲ့အတန်ကိုကြားတော့လူရူရန်ကြောင့်အံ့သွားခဲ့ပါတယ်မနက်ကစုံလင်းရံကိုစကားပြောတော့ကအခြေအနေကိုပြန်တတိယသွားပြီးမျက်မှောင်ကျုပ်ကရင်ထဲမှာမတင်ကားစရာစိတ်တွေပေါ်လာခဲ့ပါတယ်ဒေါ်ဝမ်အိတ်ခမ်းထဲသွားပြီးလင်းရံကိုတစ်ချက်လောက်သွားကြည့်ပေးပါဦးဟုတ်ကဲ့ပါမမဒီအချိန်မှာအတွင်းရေးမှုတကားခောက်ပြီးဝင်လာခဲ့ကဥက္ကဋ္ဌလေးကိုအစည်းအဝေးစတော့မှာပါလူရူရန်မတက်နိုင်မဲ့ဖုန်းကိုချရပြီစာရွက်စာတမ်းတွေကိုကန်ကအတွင်းရေးမှုနဲ့အတူအစည်းအဝေးခန်းထဲကိုဝင်သွားခဲ့ပါတယ်အစည်းအဝေးတစ်ဝက်လောက်ရောက်တော့ဆူရှာတဲ့ဖုန်းမြည်တမ်းတစ်ခုကြောင့်တင်းမာနေတဲ့အစည်းအဝေးဝင်းကျင်ကရုတ်တရက်ပြက်ပြက်သွားခဲ့ပါတယ်လူရူရန်အမြန်ပဲဖုန်းကိုကန်လိုက်ပါတယ်ဒီတစ်ခေါက်အစည်းအဝေးမှာစုံလင်းရန်ကိစ္စကြောင့်ဖုန်းကိုအတန်မပိတ်ထားခဲ့တာပါဒေါ်ဝမ်ရဲ့ဖုန်းခေါ်ဆိုမှုကိုမြင်လိုက်ရချိန်မှာသူမရင်တွေလိုင်းကနေတုံသွားခဲ့ပါတယ်စုံလင်းရန်တစ်ခုခုဖြစ်သွားတာများလားသူမအမြန်ပဲဖုန်းကိုကန်လိုက်တော့ဒေါ်ဝမ်ရဲ့ထိတ်လန့်တကြားအတန်ထွက်ပေါ်လာခဲ့ပါတယ်မမတခင်လေးအသက်မရှိတော့ဘူးလူရူရန်ခန္ဓာကိုယ်တစ်ခုလုံးတုံ့လောက်သွားပြီးမျက်လုံးထဲမှာမယုံနိုင်မှုတွေပြည့်နေသွားခဲ့ပါတယ်သူမစိတ်ထဲကနေဒီအဖြေကိုလက်မခံချင်ပဲဒေါသအပြည့်နဲ့ဒေါ်ဝမ်ဘာရီရှောက်ပြောနေတာလဲဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလူရူရန်စကားတောင်ဆုံးအောင်မပြောနိုင်ခဲ့ပါဘူးမနေ့ကတင်စုံလင်းရန်ကသူမဘေးမှာကောင်းကောင်းမွန်မွန်အိပ်ပျော်နေခဲ့တာလေဘယ်လိုလုပ်အသက်မရှိတော့ရမှာလဲဒေါ်ဝမ်ရဲ့အတန်တွေတုံရင်နေပြီးမမကျမပြောတာအမှန်တွေပါတခင်လေးရဲ့ခန္ဓာကိုယ်တော်အေးဆက်နေပြီးလူရူရန်မျက်နှာတစ်ပြင်လုံးဖြူရော်သွားပြီးအစည်းအဝေးခန်းထဲကနေချက်ချင်းထပ်ပြေးသွားခဲ့ပါတယ်ကားပေါ်မှာလူရူရန်စတီယာရင်ကိုတင်းတင်းကန်ကရှေ့ကလမ်းကိုပဲစိုက်ကြည့်နေခဲ့ပါတယ်ဒေါ်ဝမ်ပြောတာအမှန်မဟုတ်နိုင်ပါဘူးသူမမယုံပါဘူးအိမ်ရောက်ရင်ဒေါ်ဝမ်ကိုတေချာမေးရမယ်တလန်းလုံးမီနီတွေကြီးတားနေတာကြောင့်လူရူရန်ဒေါသထွက်ပြီးစတီယာရင်ကိုရိုက်လိုက်မိပါတယ်ဘာလို့ဒီချိန်ကျမှမီနီနေရတာလဲလင်းရန်စောင့်နေတာကိုမဆောင်ခိုင်းချင်ဘူးသူမကားကိုအိမ်ရောက်မောင်းလာခဲ့ပေမဲ့အိမ်ရှိမှာလူနာတင်ကားတွေနဲ့ရဲကားတွေဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်လူရူရန်မျက်နှာပြတ်သွားပြီးတောက်ခနဲ့စီးထားလျက်နဲ့ပဲအထဲကိုအပြေးဝင်သွားခဲ့ပါတယ်အိတ်ခမ်းထဲရောက်တော့ရဲတွေနဲ့ဆရာဝန်တွေဝိုင်းနေခဲ့ပါတယ်လူရူရန်ကတင်နာကိုပြေးသွားပြီးဘေးမှာထိတ်လန့်နေတဲ့ဒေါ်ဝမ်ကိုမယုံနိုင်စွာနဲ့အော်ဟစ်လိုက်ပါတယ်ဘသူကိုရဲတိုင်ခိုင်းလို့လဲလင်းရန်ကောင်းကောင်းမွန်မွန်ရှိနေတာကိုဘေးကဆရာဝန်ကအလောင်းကိုစစ်ဆေးပြီးသွားပြီးမို့နှစ်သိမ့်တဲ့အနေနဲ့အမျိုးသမီးခင်မုန်းဖြစ်သူအတွက်စိတ်မကောင်းပါဘူးဒါပေမဲ့လူရူရန်နားမထောင်တော့ပါဘူးအလောင်းအိတ်ထဲထည့်မလို့လုံနေတာကိုတွေ့တော့သူမအိတ်စီပြေးသွားခဲ့ပါတယ်မထီနဲ့လင်းရန်မသေးဘူးဘာတွေလုပ်နေကြတာလဲလင်းရန်ရဲ့အိတ်ဆက်တဲ့ပုံစံကမနေ့ကအတိုင်းပဲရှိနေသေးတာမနေ့ကပုံစံအတိုင်းရှိနေတာကိုဘာလို့တေးပြီးလို့ပြောရတာလဲဒါပေမဲ့သူမခန္ဓာကိုယ်ကိုထိလိုက်ချိန်မှာတော့လင်းရန်ရဲ့ခန္ဓာကိုယ်ကအေးဆက်နေခဲ့ပါတယ်အမဲဆက်တွေပေါ်နေတာကိုလည်းတွေ့လိုက်ရပါတယ်ဆရာဝန်ကမျက်လုံးကိုလှန်ကြည့်လိုက်ချိန်မှာလူရူရန်ဝေဝါးနေတဲ့သူငယ်အိမ်ကိုမြင်လိုက်ရပါတယ်လူရူရန်ကောင်းထဲမှာပောက်ကွဲသွားတယ်လို့ခံစားလိုက်ရပြီးအတန်တွေတုံရင်လာခဲ့ပါတယ်လင်းရန်ငါ့ကိုနောက်မနေပါနဲ့ငါ့ကိုစိတ်ဆိုးလို့ဒီလိုလုပ်နေတာမလားမနေ့ကငါထွက်သွားလို့ငါ့ကိုအပြစ်ပေးနေတာမလားငါတကယ်မှသွားပါတယ်ငါ့ကိုမစပါနဲ့တော့မျက်လုံးမြင်မြန်ဖွင့်ပါအောင်လူရူရန်တုံရင်နေတဲ့လက်ချောင်းလေးနဲ့စုံလင်းရန်ရဲ့နှာခေါင်းအောက်ကိုစမ်းကြည့်လိုက်ပါတယ်ဒေါ်ဝမ်ပြောခဲ့တယ်လို့ပါပဲအသက်ရှူတန်လုံးဝမရှိတော့ပါဘူးလူရူရန်မျက်ရည်တွေစီးကျလာခဲ့ပြီးရင်ထဲကနာကျင်မှုကိုမခံစားနိုင်ပဲအော်ဟစ်ငိုယိုလိုက်မိပါတယ်နာကျင်မှုတွေကခန္ဓာကိုယ်အနှံ့ကိုပြန့်နှံ့သွားခဲ့ပါတယ်သူမစုံလင်းရန်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားခဲ့ပါတယ်လင်းရန်ကျမရှစ်စီပြန်လာပြီးလေးမျက်လုံးလေးဖွင့်ကြည့်ပါဦးဘေးကရဲရရှိကအနားထုတ်လာပြီးအမျိုးသမီးမနေ့ကညနေ10နာရီမှာဘယ်မှရှိနေခဲ့ပါသလဲလူရူရန်တန်တွေတုံရင်စွာနဲ့သူနဲ့တူတူအိတ်နေခဲ့တာပါရဲရရှိကတနာစရာမျက်လုံးနဲ့ကြည့်ကခင်မုန်းဖြစ်သူတေဆုံးခြင်းကမနေ့ကညနေ10နာရီမှာပါလူရူရန်ကောင်းထဲမှာဗလာလက်ထိဖြစ်သွားခဲ့ပါတယ်ဒါဆိုမနေ့ကသူမအိမ်ပြန်ရောက်ပြီးဘေးမှာအိတ်နေခဲ့ချိန်မှာပဲစုံလင်းရန်တေဆုံးနေခဲ့တာပေါ့ဒါပေမဲ့သူမဘာမှတတိမထားမိခဲ့ပါဘူးရဲရရှိကဆက်ပြောပြခဲ့ပါတယ်စစ်စစ်ချက်အရနှလုံးရက်ပြီးတေဆုံးသွားတာပါဓာတုဗေဒစစ်ဆေးမှုတွေလုပ်ချင်ပါသလားလူရူရန်ရဲရရှိကိုကြောင်ကြည့်နေခဲ့ပါတယ်ကျမ်းမာရေးကောင်းတဲ့လူတစ်ယောက်ဘာလို့ရုတ်တရက်တေဆုံးသွားရတာလဲလွန်ခဲ့တဲ့အပတ်ကတင်စစ်စစ်ထားတာဘာမှမရှိပါဘူးဆိုဒီအချိန်မှာစုံလင်းရန်မနေ့ကပြောခဲ့တဲ့စကားကိုပြန်တတိယသွားခဲ့ပါတယ်ငါတေတော့မယ်ဆိုတဲ့စကားပါသူ့ကိုယ်သူတေတော့မယ်ဆိုတာကြိုသိနေခဲ့တာလားလူရူရန်ရင်ထဲမှာပြင်းထန်စွာနာကျင်သွားရပြီးအသက်ပင်ရှူရခတ်လာခဲ့ပါတယ်ဘေးကဆရာဝန်ကသူမပုံစံမဟန်တာတွေ့တော့အမြန်လာတွဲပေးခဲ့ပါတယ်အမျိုးသမီးစိတ်အေးထားပါခဏကြာမှလူရူရန်တတိပြန်ဝင်လာခဲ့ပြီးရဲကိုပြန်ဖြေလိုက်ပါတယ်ဓာတုဗေဒစစ်ဆေးမှုလုပ်ပေးပါသူမဟာလင်းရန်ရဲ့အကြောင်းကိုအရန်သိချင်နေပေမဲ့အမှန်တရားကသူ့ရဲ့ခန္ဓာကိုယ်ကိုအပြည့်စုံမဖြစ်စေတော့ဘူးသူကအရန်နာကျင်တတ်တာကိုလေ
သူမကသူ့ကိုနည်းနည်းလေးတောင်ထိခိုက်နေတာစီဖို့မလိုလားခဲ့ဘူးစုံမိသားစုကသတင်းဆိုးကိုကြားလိုက်ရတဲ့အခါအမြန်ဆုံးအမြန်နှုံးနဲ့ဆေးရုံကိုအရောက်သွားခဲ့ကြတယ်လင်းရန်ရဲ့ကိုခန္ဓာတစ်ခုလုံးဖြူဖက်ဖြူရော်နဲ့အတန်တိတ်တိတ်ဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါစုံအမေကချက်ချင်းပဲမြေကြီးပေါ်ပျော့ခွေလဲကျသွားတယ်စုံအဖေလည်းနာကျင်ကြိုက်ခဲစွာနဲ့ခါကိုင်းသွားခဲ့ရတယ်လင်းရန်ရဲ့အမစုံဝင်ကျွင်းရဲ့မျက်လုံးတွေချက်ချင်းနေရဲလာပြီးမျက်နှာငယ်လေးနဲ့ယိုရူရန်ကိုတစ်ချက်တည်းရိုက်ချလိုက်တယ်ယိုရူရန်ကမျက်ရည်တွေစီးကျနေပြီးစကားတခုမှမဆိုနိုင်ပဲတနေရာထဲမှာရက်ကအထုထောင်းခံနေခဲ့တယ်ခဏကြာတော့စုံအမေနဲ့စုံဝင်ကျွင်းတို့ပါဝိုင်းအောင်ဟစ်ချင်းမောင်းတော့တယ်စုံအမေကဘေးမှာမျက်ရည်ဆက်လက်နဲ့တခုမှမပြောဘဲရက်နေတဲ့အချိန်မှာယိုရူရန်ကအတန်တိုးတိုးလေးနဲ့စကားဆပြောလာတယ်ကျမတို့ရုပ်အလောင်းကိုစစ်ဆေးကြမလားစုံဝင်ကျွင်းကသွားကူကြိတ်ပြီးဘေးကတိတ်ဆိတ်နေတဲ့စုံမိဘတွေကိုလှည့်ကြည့်ကဖေဖေမေမေလင်းရန်ဘာကြောင့်တည်သွားတယ်ဆိုတာကိုခင်ဗျားတို့မသိချင်ကြဘူးလားလို့မေးလိုက်တယ်စုံဖေကတက်ပြင်းချလိုက်ပြီးကောင်းပြီလေလို့ပြောလိုက်တဲ့ရုပ်အလောင်းစစ်ဆေးချက်က3ရက်ကြာမှထွက်လာခဲ့တယ်ဆေးရုံခန်းထဲမှာလူရူရန်ကလက်ထဲကအစီရင်ခံစာကိုတိတ်ဆိတ်စွာကင်ထားပြီးဆရာဝန်ရဲ့ရှင်းပြချက်ကိုနားထောင်နေတယ်လင်းရန်ရဲ့တည်ဆုံရတဲ့အကြောင်းရင်းကပြင်းထန်တဲ့နှလုံးရောဂါကြောင့်ရုတ်တရက်တည်ဆုံရတာဖြစ်ပြီးအတိအကျချိန်ကတော့ဧပြီလတဲ့ရက်နေ့ညပိုင်းဖြစ်ပါတယ်ဘလို့ကြီးဒါကမတော်တဆမှုတစ်ခုလို့ဖြစ်နေပေမဲ့လူရူရန်ကတော့ဒါကလွယ်ကူမယ်လို့မထင်ခဲ့ဘူးလင်းရန်ရဲ့ရုပ်အလောင်းမိတင်ကြိုဆက်ထဲဝင်သွားတာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက်လူရူရန်ရဲ့မျက်လုံးတွေထဲမှာရခင်ကထပ်ပိုးပြီးအေးဆက်သွားခဲ့တယ်သူမအခြေရဆုံးလူဟာလောကကြီးထဲကနေလုံးဝပျောက်ကွယ်သွားခဲ့ပြီးမိတင်ကြိုဆက်ကနေပြန်လာပြီးနောက်လူရူရန်ဟာတယောက်တည်းအိမ်ကိုပြန်လာခဲ့တယ်တိတ်ဆိတ်ဖြစ်နေတဲ့အိမ်ကြီးကိုကြည့်ရင်သူမရဲ့စိတ်တွေလုံးဝပြိုလဲသွားပြီးအိမ်တဲ့အိမ်လုံးမှာလင်းရန်ရဲ့အရေးအယောင်တွေပဲရှိနေတယ်ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းကဝင်လာခဲ့တယ်ဖုန်းခေါ်ဆိုလာတာကစုံလင်းရန်ဖြစ်နေတာကြောင့်လူရူရန်ကမျက်မှောင်ကျုပ်လိုက်ပြီးသူ့ကို blacklist ထဲထည့်လိုက်တယ်သူမအောက်ထပ်မှာဆက်မနေချင်တော့ပဲအရန်ပင်ပန်းလာတာကြောင့်စာကြည့်ခန်းထဲကိုတက်လာခဲ့တယ်စာကြည့်ခန်းစပွဲခုံမှာထိုင်လိုက်ရင်မတော်တဆဆိုသလိုလင်းရန်ရေးထားခဲ့တဲ့ဝေဒနာစာချုပ်လောက်ကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်တုန်းကဒီစာကိုတွေးတော့သူမအလွန်မင်းဒေါသထွက်ခဲ့ရတာပေါ့ဒါပေမဲ့အခုတော့ဒါဟာသူမရဲ့နောက်ဆုံးမှတ်တရဖြစ်သွားခဲ့ပါပြီစာပါအကြောင်းအရာတွေကမျက်စိထဲချက်ချင်းရောက်လာတယ်နင်းဒီစာကိုမြင်တဲ့အခါငါမရှိတော့ဘူးပေါ့ငါရဲ့ရုပ်တရက်တည်ဆုံမှုအတွက်နင်းအံ့ဩသွားမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ဒီအရာတွေကငါကြိုတင်တွက်ဆထားပြီးသားပါအကြောင်းကြားမပေးဘဲထွက်သွားတာကိုခွင့်လွှတ်ပါနင်းချက်ရှိနေတဲ့ရက်တွေမှာပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ်ငါအတွက်နဲ့ဝမ်းနဲ့ပူဆွေးမနေပါနဲ့တော့ငါပြောစရာတွေအများကြီးရှိပေမဲ့ဘယ်ကစပြောရမှန်းမသိတော့ဘူးအချိန်မီအစားကောင်းစားပါအရင်ကငါပြုပြင်ပေးခဲ့တဲ့နေ့ရဲ့အစာအိမ်ကိုနောက်တစ်ခေါက်ထပ်မဖြစ်စီဖြစ်ပါနဲ့တော့မင်္ဂလာဆောင်တုန်းကနင့်ကိုပေးခဲ့တဲ့ဂတိကဝတ်တွေကိုငါမဖြစ်စီပေးနိုင်ခဲ့တော့ဘူးဒါပေမဲ့နင်းပျော်ရွှင်ဖို့ကိုပဲငါဆက်ပြီးဆုတောင်းနေမိတော့မှာပဲဒီစာကိုဖတ်ရင်သူမရဲ့မျက်ရည်တွေကစာရွက်ပေါ်ကိုကျဆင်းလို့မျက်ရည်ဆက်လက်ဖြစ်သွားခဲ့တယ်လူရူရန်အသက်ရှူရခက်လာပြီးရင်ထဲမှာပြောမပြတ်တတ်အောင်နာကျင်လာခဲ့ရတယ်လက်ထက်တုန်းကဂတိတွေပေးခဲ့ပြီးမှဘာလို့အခုလိုတယောက်တည်းအရင်ထွက်သွားရတာလဲနောက်ပိုင်းမှာသူမတက်ပြင်းချလိုက်ပြီးရဲစခန်းကိုသွားကလင်းရန်အတွက်အမွေရှင်းလင်းမှုတွေလုပ်ခဲ့တယ်တေဆုံးကြောင်းတက်တေခံလက်မှတ်ပေါ်ကအမင်းတုံးကိုမြင်လိုက်ရတဲ့အခါလူရူရန်ရဲ့မျက်ရည်တွေနောက်တစ်ကြိမ်ထက်ကျလာခဲ့တယ်အပြင်မှာတော့စိတ်ကိုတင်းထားပြီးအိမ်ပြန်ရောက်တဲ့အခါစုံလင်းရန်ကသူမကိုစောင့်နေတာကိုတွေ့လိုက်ရတယ်စုံလင်းရန်ကသူမရဲ့လက်ကိုလှမ်းကင်ဖို့လုပ်ပေမဲ့သူမကမျက်နှာလွှဲပြီးတစ်ဖက်ကိုတွန်းထုတ်ပစ်လိုက်တယ်ငါရှိကိုထပ်ပြီးလုံးဝပေါ်မလာနဲ့တော့လို့အေးဆက်စွာပြောလိုက်တယ်2025ခုနှစ်ဇန်နဝါရီလ23ရက်ဒါကလက်တွေ့ကဘာကိုငါပြန်ရောက်လာတဲ့တတိယမြောက်နေ့ပဲဖြစ်ပါတယ်လက်တွေ့ကဘာကဘာမှမပြောင်းလဲသွားပါဘူးဝိထုထဲမှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကအိမ်မက်တစ်ခုလိုပါပဲပြန်ရောက်လာတဲ့ပထမနေ့မှာတော့အိမ်မှာပဲတနေ့ကုန်စာအုပ်ဖတ်ရင်းအချိန်ကုန်စီခဲ့တယ်ဒုတိယနေ့မှာတော့တငယ်ချင်းဖြစ်သူကြည်ရှုံထံကနေစာအုပ်ကိုတွားယူခဲ့ပြီးတနေ့တာလုံးအချိန်ပေးပြီးဖတ်ရှုခဲ့ရတယ်အဲ့ဒီနောက်မှာမှဒီဝိထုရဲ့နာမည်ကအေးဆက်တဲ့အမျိုးသမီးဥက္ကဋ္ဌရဲ့အချစ်တော်လေးဆိုတာကိုသိလိုက်ရတယ်ဇလန်ရဲ့အဆုံးသတ်မှာတော့ယူရူရန်နဲ့လင်းရန်တို့နှစ်ယောက်သားသမီးအမွာပူးတွေရရှိခဲ့ပြီးပျော်ရွှင်စွာအတူနေထိုင်သွားကြပါတယ်ဒီအဆုံးသက်ကိုဖတ်ပြီးတဲ့နောက်မှာတော့ငါလည်းစိတ်ထဲမှာပေါ်ပါသွားတယ်လို့ခံစားရတယ်စာအုပ်ကိုပိတ်လိုက်ပြီးနောက်ပိုင်းမှာအလုတ်ကင်တစ်ရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်ဘလို့ပဲဖြစ်ဖြစ်ကမှဝိထုတွေကလိုချမ်းသာတဲ့အမျိုးသမီးဥက္ကဋ္ဌစနီးမျိုးမရှိတော့ဘူးလေအရာရာတိုင်းကိုကိုယ့်ရဲ့ကိုယ်ပိုင်အားနဲ့ပဲတိစောက်ရမှာပေါ့အချိန်တွေကုန်လွန်သွားပြီးတလအကြာမှာတော့လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူကုမ္ပဏီကန်တင်းမှာထမင်းစားနေတော့သတင်းဆိုးတစ်ခုကိုကြားလိုက်ရတယ်ငါတို့ကုမ္ပဏီကိုသူများကဝယ်ယူလိုက်ပြီးတဲ့မွန်လွယ်ပိုင်းရုံးစင်းခန်းဒီအချိန်မှာခေါင်းဆောင်ကလူအချို့ကိုခေါ်ပြီးရုံးခန်းထဲကိုဝင်လာခဲ့တယ်အားလုံးပဲလက်ရှိအလုပ်ကိုခိတ္တရထားကြပါဦးဒီမှာကိုယ့်ရဲ့ကုမ္ပဏီတစ်ကဥက္ကဋ္ဌတစ်ကိုမိတ်ဆက်ပေးပါမယ်ငါလဲစာအုပ်ကိုချပြီးမောကြည့်လိုက်တဲ့အခါရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပြီးအံ့ဩသွားခဲ့ရတယ်သူမကတခြားသူမဟုတ်ဘူးလူရီယန်ကိုယ်တိုင်ပဲဖြစ်နေပါတယ်သူမကငါ့ကိုတိတ်ဆိတ်စွာနဲ့စိုက်ကြည့်နေပြီးငါ့ကိုမြင်လိုက်ရတဲ့အတွက်အံ့ဩနေပုံရတယ်ဒါကတကယ်ပဲအိမ်မက်တစ်ခုလားဒါမှမဟုတ်တကယ်ပဲလားဆိုတာကိုငါမခွဲခြားတတ်တော့ဘူးစိတ်ကူးရင်ကဘာထဲကနေပြန်လို့လာတဲ့အချိန်မှာညနေ9 နာရီရှိနေပြီးငါမက်တက်ထားပြီးတာမန်တိုင်းတက်စင်ကန်းဘက်ကိုထွက်လာခဲ့တယ်အခန်းထဲကနေအပြင်ထွက်ဖို့ပြင်လိုက်ချိန်မှာပဲတက်စင်ကန်းအပြင်ဘက်ကနေလုတ်ဖော်ကိုင်ဘက်တွေရဲ့လှောင်ပြုံးတန်ကိုကြားလိုက်ရတယ်ဟိတ်ကောင်တွေခုနကစုံလင်းရန်ရဲ့မျက်နှာပေးကိုမြင်လိုက်ကြလားရဲချင်းစရာကြီးကွာမိမလာလေးမမြင်ဘူးတလို့မျိုးဥက္ကဋ္ဌလူကိုပဲစိုက်ကြည့်နေတာမလွတ်တော့ဘူးငါပြောရရင်တော့လေသူအဲ့လိုလုပ်ရင်ဥက္ကဋ္ဌလူရဲ့အာယုံဆိုင်မှုကိုရမယ်များထင်နေလားမသိဘူးရေတော့ရေရတယ်ကွာဟုတ်ပါပေဖားဦးကြီးကဘဲငန်းသားစားချင်နေတာအိမ်မက်နေတာပဲဟိတ်ကောင်ငါကြားတာတော့စုံလင်းရန်နဲ့အေးမျိုးသမီးကောင်းဆောင်ကြားမှာရှုပ်ရှုပ်ထွေးထွေးပတ်သက်မှုတွေရှိနေတယ်ဆိုဘလို့ဖြစ်တာလဲငါပြောသားပဲဒါကြောင့်မို့လို့အမျိုးသမီးကောင်းဆောင်ကစုံလင်းရန်ကိုမြင်တိုင်းပြုံးလုပ်နေတာပေါ့ဟက်သူရာလူတက်တာမြန်နေတာလဲကြည်ဦးလေးမတမားတဲ့နီလန်တွေမတုံးရင်ဘလို့လုပ်ဖြစ်နိုင်မှာလဲအဲ့ဒီအမျိုးသမီးကောင်းဆောင်ကသူ့အမေရွယ်လောက်ရှိနေပြီကိုသူဘလို့များစိတ်ပါလက်ပါအဆင်ပြေနေလဲမသိဘူးငါစိတ်တူတူနဲ့တကားကိုဂျင်းကနေပွင့်သွားအောင်တွန်းဖွင့်လိုက်တဲ့အပြင်မှာရှိနေတဲ့၃ယောက်လုံးအံ့ဩတုန်လို့စွာနဲ့ငါ့ကိုကြည့်လာကြတယ်သူတို့ကြွယ်ရမှာအတင်းပြောနေတာကိုကာယကံရှင်ကိုယ်တိုင်ကြားသွားလိမ့်မယ်လို့မထင်ထားခဲ့ကြဘူးလေရှေ့မှာရှိနေတဲ့လူတွေကိုငါသိပါတယ်ဒါပေမဲ့ပုံမှန်အားဖြင့်အဆက်ဆံတိတ်မရှိခဲ့ကြဘူးသူတို့ရဲ့အပြုအမူတွေအရငါ့အပေါ်မကြည့်ဖြူဖြစ်နေတာကိုတော့ရိပ်မိပေမဲ့ဒီလောက်ထိမကောင်းတဲ့စေတနာတွေနဲ့မုန်းတီးနေကြလိမ့်မယ်လို့မထင်ထားခဲ့ဘူးမတမာတဲ့ကောလာဟလတွေရှောက်ဖြန့်ပြီးငါ့ကိုဆွဆွဲနေကြတာငါလူကြီးပိုင်းတွေကိုသွားတိုင်းမှာမကြောက်ကြဘူးလားအထက်လူကြီးတွေကအခုလိုမဟုတ်မမှန်ကောလာဟလဖြန့်တာကိုအမုန်းဆုံးဆိုတာမင်းတို့သိရတာနဲ့ပြီးတော့ငါယာရုတက်တာမြန်တာကစူးစမ်းလှုပ်ဆောင်လို့ပဲကုမ္ပဏီအတွက်တကယ်အကျိုးမြတ်တွေရှာပေးနိုင်လို့လေမင်းတို့လိုအလုပ်ချိန်မှာအချိန်ဖြုံးယာရုကိုနေတဲ့လူတွေနဲ့မှမတူတာအထက်လူကြီးတွေမသိဘူးလို့တကယ်ထင်နေကြတာလား
သူတို့မျက်နှာတွေနီးရဲသွားပြီးဒေါသထွက်နဲ့ငါ့ကိုစိုက်ကြည့်လာကြတယ်အကြည့်တွေကငါ့ကိုဝါမျိုးမတက်ပဲအဲ့ဒီထဲကဒေါသမထိန်နိုင်တဲ့ဗျံပရာလူတစ်ယောက်ဖြစ်တဲ့ကျန်းကြီးကဒေါသတကြီးနဲ့ငါ့ကိုအော်ဟောက်လိုက်တယ်အဲ့တော့ဘာဖြစ်လဲငါတို့ကမင်းတို့အစ်ရောက်လာတဲ့အမျိုးသမီးဥက္ကဋ္ဌစီမှာမျက်နှာချိုးသွေးဖို့မကြိုးစားဘူးဥက္ကဋ္ဌလူကမင်းတို့လူမျိုးကိုစိတ်ဝင်စားမဲ့လို့တကယ်ထင်နေတာလားတကယ်ရချင်းစရာပဲဥက္ကဋ္ဌလူမှာစစ်ဆက်ထားတဲ့သူတို့သားရှိပြီးသားကွာမင်းတို့အဆင်မရှိတဲ့လူထက်အစပေါင်းတောင်းတဲ့ချီကောင်းအဆင်ပြေတာငါသူတို့ကိုရှင်းပြမနေချင်တော့လို့တန့်စင်ကန်းတကားကိုတွန်းဖွင့်ပြီးထွက်လာခဲ့ကကို့အလုတ်ခုံစီပြန်လာခဲ့လိုက်တယ်အလုတ်စင်းခံကြီးအထိငါအလုတ်ကိုပဲအာယုံဆိုင်လုပ်နေခဲ့ပြီးနောက်ဆုံးတော့လုတ်เสียရှိတာတွေပြီးသွားခဲ့တယ်မတက်ထားပြီးပြင်းကြောဆန်းလိုက်ချိန်မှာပဲဌာနမှုကငါအလုတ်ခုံစီလာပြီးစာပွဲကိုလာခောက်တယ်လင်းရဥက္ကဋ္ဌလူကခေါ်နေတယ်တွားလိုက်ဦးငါတုံးကနေဖြစ်သွားပြီးရင်ထဲမှာချက်ချင်းစိုးရိမ်စိတ်တွေတိုးဝင်လာတယ်ဥက္ကဋ္ဌလူကငါ့ကိုခေါ်ခိုင်းတာဘာကိစ္စရှိလို့ပါလဲစိတ်မတက်မသားနဲ့ပဲအထက်ဆုံးထက်ကဥက္ကဋ္ဌရုံးကန်တကားဝကိုရောက်လာခဲ့တယ်တကားကိုခောက်လိုက်တော့ဥက္ကဋ္ဌလူရဲ့အတန်ကအထဲကနေထွက်လာတယ်ယူရီယန်ရဲ့အတန်နဲ့ထပ်တူပါပဲတာယာညစ်ညောင်းပြီးနားထောင်လို့ကောင်းလို့သူမဟာလူရီယန်ပါဆိုတဲ့ခံစားချက်မှကိုတောင်ပေးစွမ်းနေတယ်ငါအဲ့ဒီမဟုတ်ကစိတ်ကူးတွေကိုခေါင်းထဲကထုတ်ပစ်လိုက်ပြီးတကားကိုတွန်းဖွင့်ကဝင်သွားခဲ့တယ်မျက်စိရှိကရုံးကန်ကတော့ဝတ္ထုကဘာတွေကယူရီယန်ရဲ့ရုံးကန်နဲ့အတော်လေးကွဲပြားနေပါတယ်ရှေ့မှာမြင်တွေ့ရတဲ့ရုံးခန်းအပြင်စင်ကအလွန်ရှေးဆန်ပြီးတည်ကြည်လာတယ်အသက်ကြီးပိုင်းအရွယ်ရောက်ပြီးသားလူတွေပဲတုံးလေးရှိတဲ့အပြင်စင်မျိုးပါပဲငါစိတ်အေးသွားရတယ်ကြည့်ရတာဒီအချက်ကတော့ယူရီယန်နဲ့မတူဘူးပဲငါစာပွဲရှိကိုရှောက်သွားပြီးတိုးလေးမေးလိုက်တဲ့ဥက္ကဋ္ဌလူငါ့ကိုဘာကိစ္စခေါ်တာလဲမသိဘူးခင်ဗျာဥက္ကဋ္ဌလူကစာရွက်စာတမ်းတွေထဲကနေခေါင်းမောကြည့်လာပြီးပြောလိုက်တဲ့စကားကြောင့်ငါနေရာမှာရှင်းကနေဖြစ်သွားရတယ်စုံလင်းရန်ဒီလိုပုံတန်းစော့နေရတာအတော်ပြောဖို့ကောင်းလားငါနေရာမှာအအော်လုံးလို့ဘာလို့ရမှန်းမသိဖြစ်သွားတယ်တွားပြီးရှေ့မှာရှိနေတဲ့ဒီလူဟာဝတ္ထုကဘာတွေကယူရီယန်နဲ့အတူတူပဲဖြစ်နေပုံရတယ်ဒါပေမဲ့ငါသူမနဲ့လုံးဝပြန်မသိကျွမ်းနိုင်ဘူးမဟုတ်ရင်ငါရဲ့တကယ်ကဘာတွေကအေးချမ်းမှုတွေပျက်စီးသွားလိမ့်မယ်ဒါအပြင်ငါတစ်တလုံးအဲ့ဒီအတိုင်းဝိုင်းထဲကိုထပ်မဝင်ချင်တော့ဘူးသူမမှာစစ်ဆက်ထားတဲ့သူတို့သားလည်းရှိနေတာပဲဟိုတုန်းကလူလူရန်နောက်ကိုငါနှစ်တိတိလိုက်ခဲ့တော့ငါသူမရဲ့တငယ်ချင်းတွေကြွယ်ရမှာငါ့ကိုဘယ်တော့အဆက်ခွဲလှောင်ပြောင်းခဲ့ကြတယ်မသိဘူးငါတရွေးမြူချလိုက်ပြီးသတိထားကပြောလိုက်တဲ့ဥက္ကဋ္ဌလူဘာတွေပြောနေတာလဲငါမသိဘူးတခြားကိစ္စမရှိရင်ငါပြန်လိုက်ပါဦးမယ်အပြင်မှာကောလာဟလတွေထွက်ရင်မကောင်းလို့ပါလူလူရန်ကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးငါ့ကိုစိုက်ကြည့်တယ်သူမစာပွဲနောက်ကနေထလာပြီးငါအနာကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်ငါစိတ်လှုပ်ရှားစွာနဲ့နောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်လိုက်မိတယ်တကူလုံးစာပွဲပေါ်ရောက်သွားတဲ့အထိပြီးကျသွားခဲ့တယ်စုပ်เสียလမ်းမရှိတော့ဘူးလူလူရန်ရဲ့မျက်နှာကတဖြည်းဖြည်းနီးကပ်လာပြီးထီလူနီးပါဖြစ်သွားချိန်မှာငါရုတ်တရက်ခေါင်းကိုလွှဲလိုက်တယ်လူလူရန်ရဲ့နှွေးထွေးတဲ့ထိတွေ့မှုနဲ့ထွက်သက်ကငါလည်းပင်စီကြားရောက်လာတယ်သူမရဲ့နူးညံ့တဲ့အတန်ကနားရဲတိုးတိုးလေးဝင်လာခဲ့တယ်စုံလင်းရန်မင်းလိန်ပြောနေရင်လက်သီးကိုတင်းတင်းဆုပ်ထားတတ်တာကိုရောမင်းသိရလားဒါကိုကြားတော့ငါမျက်လုံးတွေအောင်းမှုနဲ့မင်းတက်သွားပြီးတင်းတင်းဆုပ်ထားတဲ့လက်ကိုချက်ချင်းလွတ်လိုက်မိတယ်လင်မယားဖြစ်3နှစ်တာဖြတ်တန်းခဲ့စဉ်ကလူလူရန်ကငါထင်ထားတာထက်ငါအကြောင်းကိုပိုသိနေလိမ့်မယ်လို့မထင်ခဲ့ဘူးလူလူရန်ရဲ့အကြည့်တွေကငါမျက်နှာပေါ်မှာပဲစိုက်ကြည့်နေတာကိုခံစားရတယ်ငါတက်ပြင်းတစ်ချက်ရှုလိုက်ပြီးဒေါသထွက်ဖို့ပြင်လိုက်ချိန်မှာပဲသူမမတက်ပြန်ရက်လိုက်တယ်ငါခေါင်းနဲ့ကြည့်လိုက်တော့သူမဟာတည်ငြိမ်တဲ့မူပိုင်ရုပ်ပေါက်သွားတာကိုတွေ့လိုက်ရတယ်စောစောကငါ့ကိုစနောက်ကြည့်စဲနေတဲ့လူမဟုတ်တယ်လို့ပါပဲငါစိတ်ကူးမားတာများလားမသိဘူးလူလူရန်အများကြီးပြောင်းလဲသွားတယ်လို့မျိုးငါခံစားနေရတယ်ငါလေတံကိုခက်အေးအေးပြန်လုပ်လိုက်ပြီးဥက္ကဋ္ဌလူတခြားကိစ္စမရှိရင်ငါအလုပ်သွားလုပ်တော့မယ်ပြောပြီးတာနဲ့ငါသူမကိုရှောင်ပြီးတကားဘက်ကိုရှောက်သွားလိုက်တယ်နောက်တစ်စက္ကန့်မှာပဲလူလူရန်ကငါလက်ကိုဆွဲထားလိုက်ပြန်တယ်အခုကအလုပ်ချိန်ပြီးသွားပြီလေငါခြေလမ်းတွေတန်းသွားပြီးနေရန်ဘော်ကနာရီကိုမော့ကြည့်လိုက်တော့အချိန်ကညနေ6နာရီခွဲတိဖြစ်နေပြီတကယ်ပဲအလုပ်စင်းချိန်ရောက်နေပြီပဲငါသူမလက်ကိုခါထုတ်လိုက်ပြီးတီတီငိမ့်ငိမ့်ပဲပြောလိုက်တယ်ငါအချိန်ပိုဆက်စင်းရမယ်ဥက္ကဋ္ဌရုံးခန်းထဲကနေထွက်လာတာနဲ့ငါမျက်နှာပြတ်သွားတယ်ဒီနေ့အလုပ်စင်းရင်ကိုစုချဖို့အတွက်အပန်းဖြေဖို့စီစဉ်ထားတာဘာလို့ဆိုငါအချိန်ပိုဆင်းနေရတာတလားတော့ရှိနေပြီလေအခုမှတခါထပ်ပြီးအချိန်ပိုဆင်းရအောင်မယ်အဲ့ဒီမုန်းစရာလူယူရန်ကြောင့်ပဲငါအချိန်ပိုဆင်းပြီးချိန်မှာအချိန်ကည8နာရီလောက်ရှိသွားပြီငါကွန်ပျူတာကိုအမြန်ပိတ်လိုက်ပြီးရုံးခန်းထဲကနေထွက်လာခဲ့တယ်အိမ်ပြန်ရောက်တော့ည9နာရီထိသွားခဲ့ပြီးငါအခန်းထဲဝင်ပြီးလဲဖို့အဝတ်စားယူလိုက်တယ်ရေမိုးချိုးပြီးကတင်ပေါ်လဲလိုက်ကမျက်လုံးမိတ်လိုက်ပေမဲ့ဘလို့မှအိတ်လို့မပြောဘူးဖြစ်နေတယ်လူယူရန်ကဝတ္ထုထဲကနေဘလို့များထွက်လာတာပါလေသူမထွက်လာနိုင်ရင်ဝတ္ထုတွေကငါမိဘတွေရောထွက်လာလို့ရမလားမေကွန်းပေါင်းများစွာခေါင်းထဲမှာမှွှေးနှောက်နေပြီးဥတီချက်မရှိတဲ့ရင်ကောင်းလို့ဘာလို့ရမှန်းမသိဖြစ်နေတယ်ရုတ်တရက်ငါကတင်ပေါ်ကနေမက်တက်ထိုင်လိုက်မိတယ်ဒါစနစ်ကြောင့်ပဲဖြစ်ရမယ်ငါတွေးလေပိုတေချာလာလေပဲစနစ်တစ်ခုထဲမှာပဲယူရီယန်ကိုလက်တွေ့ကဘာစီခေါ်ထုတ်လာနိုင်တဲ့ဆွမ်းအားရှိတာဘာလို့ဆိုငါကိုယ်တိုင်လဲစနစ်ကခေါ်လာတာလေဒါပေမဲ့ယူရီယန်ကဝတ္ထုရဲ့မိမလာလေးမဟုတ်ဘူးလားသူမထွက်သွားရင်ဝတ္ထုကဘလို့လှုပ်ဆက်သွားတော့မှလဲငါကတင်ဘေးကမိအိမ်ကိုဖွင့်လိုက်တယ်ကတင်ပေါ်ကဆင်းစာပွဲအဆွဲကိုဆွဲဖွင့်ပြီးအဲ့ဒီဝတ္ထုစာအုပ်ကိုထုတ်လိုက်တယ်စက်သိန်းပိုင်းကိုလှမ်းကြည့်လိုက်တော့စက်သိန်းကယူရီယန်နဲ့စုံလင်းရန်တို့ပျော်ရွှင်စွာပေါင်းတင်သွားကြတယ်လို့ပဲရေးထားတော့မယ်စက်သိန်းကပုံမှန်တိုင်းပါပဲငါအခန်းထဲမှာတယောက်တည်းရဲရင်អော်လိုက်တဲ့စနစ်မင်းရှိနေလားအခန်းထဲမှာတိတ်ဆိတ်နေပြီးဘာသာမှထွက်မလာဘူးငါမျက်လုံးနဲ့စိတ်ပြတ်မှုတွေရှက်တန်းသွားပြီးကတင်ပေါ်ပြန်လဲလိုက်မိတယ်စနစ်ထွက်သွားပြီးအဖြေကိုငါဘသူစီကမေးရတော့မှလဲဂင်းတောင်ဖုန်းဝီချက်ကနေအကြောင်းကြားစာဝင်လာတယ်ငါဝီချက်ကိုဖွင့်ကြည့်လိုက်တော့တငယ်ချင်းတစ်တောင်းဆိုမှုထဲမှာရင်းနှီးနေတဲ့နာမည်တစ်ခုကိုတွေ့လိုက်ရတယ်ယူရီယန်ကသူမရဲ့နာမည်ရင်းကိုသုံးပြီးငါဝီချက်ထဲတငယ်ချင်းအဖြစ်တောင်းဆိုထားတာငါတက်ပြင်းချရင်လက်ခံတာကိုနှိပ်လိုက်တယ်အခုညင်းပယ်လိုက်ရင်လဲယူရီယန်ကတခြားနည်းနဲ့ငါ့ကိုလက်ခံခိုင်းဦးမှာပဲလေသူမဒီကဘာကိုရောက်လာတာငါကြောင့်ပဲဆိုတာတေချာနေတာကိုပိုပြီးရှုပ်ထွေးအောင်လုပ်မနေတော့ပါဘူးငါစာပိုကန်းကိုပဲစိုက်ကြည့်နေမိတယ်လူရီယန်ဘာများပြောလာမလဲလို့စောင့်ကြည့်နေတာဒါပေမဲ့တညလုံးဘာစာမှဝင်မလာခဲ့ဘူးဒုတိယနေ့မှာငါမျက်ကွင်းညိုကြီးတွေနဲ့အလုပ်သွားခဲ့ရတယ်ဒီရက်ပိုင်းကတ်ဆိုးနေတာကြောင့်များလားမသိဘူးကုမ္ပဏီတကားဝါရောက်တာနဲ့ကျန်းကြီးနဲ့ထိတ်တိုက်တိုးတော့တာပဲအခုတော့မျက်နှာပူစရာတွေဖြစ်ကုန်ပြီသူကငါ့ကိုအလုံးလုံးတီးနေတဲ့ပုံစံနဲ့စိုက်ကြည့်ပြီးမျက်လုံးလိမ့်ပြတယ်ငါကယူမစိုက်ချင်တာနဲ့သူနဲ့တက်လေကတခုတည်းမစည်းကျင်လို့ခြေလမ်းကိုရှော့လိုက်တယ်အဲ့ဒီအချိန်မှာပဲနောက်ဘက်ကနေမင်္ဂလာပါဥက္ကဋ္ဌလူဆိုတဲ့အတန်ကြားလိုက်ရတယ်ငါလန့်သွားပြီးခြေလမ်းကိုမြင့်လိုက်ကကျန်းကြီးနဲ့အတူတူတက်လေကားတဲ့အမြန်ဝင်လိုက်မိတယ်တက်လေကားထဲမှာငါတို့2ယောက်တည်းရှိနေတာကျန်းကြီးကမဲပြုံးပြီးငါ့ကိုကြည့်ကမင်းနဲ့တက်လေကားတခုတည်းစီးရတာတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ငါသူ့ကိုကြည့်ပြီးပြန်ပြောလိုက်တယ်အေးလေးမင်းလိုလူနဲ့တက်လေကားစီးရတာဘသူကစိတ်ချမ်းသာမှလဲကျန်းကြီးကငါ့ကိုလက်ညှိုးထိုးပြီး
ဒေါသထွက်နေတယ်ငါမဲ့ပြုံးလိုက်ပြီးလက်လီကပွင့်တာနဲ့အပြင်ကိုထွက်လာခဲ့တယ်ခဏအကြာမှပဲဌာနမှူးကမျက်နှာမှာအပြုံးတွေနဲ့ဝင်လာပြီးပြောတယ်မနေ့ကကုမ္ပဏီခီးစဉ်ရှိမယ်အလုပ်ဝင်တာတစ်နှစ်ပြည့်ပြီးသားဝန်ထမ်းတွေပဲပါလို့ရမယ်